Shikova Ibaya Shikova Tinganya the Vadavi Kana, Shifola the King Sinomia Pia Mahakaruna go Ayo Yuga, the Jew Peso Ado, one Anabanama, Adida, Gatahu, Yusu, Buzo, James, Satinya. Yogaba Godi, Hibia Bami, and Galan Garondo, Dido Garani Kirangado, Loga, Hidaya Nato, Namo Mahagaruni Gada Dada Yonato Winnie Yamyazwa, Tadawa I Chandla Sipa Lola Donda, Gombong Kadajin. Nata Minya Chinsino Myapayadi Kabagodi Hibi Grigaba Yidred in Chadojin Dole Abe Mia Yidred Dainda Pobyajinga Maswana Mado Kalali Adin Chitini Gava Shijado Kalabado Loga Hidaya Tata Loga I Josiva Alonga Adido Garani Osa Ade Chile Inga Midaji Madami Danin the Tazani Sanyini Hu Jedita Wengade Asu Along Kayendo Murogo Grando Payapsi Yanji Danjoko Adodo Muyadi Chivi Kiran Lachim Yellow at the song, the end alone, say one Goro Ibe Maniendo Gadoba Wadana, Jimpanya, Swa, Yodo Mugaya, Shadi Mahakaruni Kata Wamya, Yewe the Nachikin, Mahakaruna, Sim Sidomudo Dada Dada Winnie Swa, Tadawa I Chandla Sipa Lola Donda Gombong Kadavi Nata Minya Tushindo Myapaya Namo Yudi Pyong Mangolio Karoyo Ju Shikojindi Atuba Wedu Sinzi Madwi Pshipazi the D Hubekanga Ninjande look Puramya Saga Adi Vitopama Todan look so that Todan the Kuma Hojatare Vipatana Chinsen the Kugu, Dignity Poyidoa Hubekanga Ninjande look Pilu Nami Betajaha Puramyaswa Kurorai to Todan Pali Ma Peta Pali Sagalongo Yamalo Pian Sobiro Name Peta Puramyaswa Pariman Tiran Keman Sura Sagalone Doget Pariman Tiran Sura Hobekanha Keman Yenjane Ero Hubekanga Nyanjane so in Tibekanga Manyanjamu so the David Lulu Bido Hubekane Dibekan Pago Yinyona Rono Solution Tandaya net Neban or Yinyona Dibekan Sura Tandaya Hubekan Sura Neban Ero Nebanga Pekin de Yanquare Nyanjane Dilumia Savia Hollow Jim Pit Ero di Todan Lega Vipatana Chinsengu, Chini Jare, Yahandorigu, Hojare Todan Vipatana Chinsen, Chini de Tema Leve Anesa Lekana, Toka Lekana, Anada Lekana Bamiere the Bogu, Sinjin, Vira, Jinja Joko, Ato Nida Sidalu Senior the Borigu, Sinjin Senza Viro, Ato Nida Shide Kuma by net the body was singing Sensaviro Ato Nira de Shi. Any tema Titotanga Toka Lekana
ကျေနပ်เสียမကောင်းတော့အောင်ဘဝနဲ့ပတ်သက်ပြီးတော့ကျေနပ်เสียမကောင်းဘူးဆိုတဲ့အဓိပ္ပာယ်ကိုပေါ်လွင်အောင်မြတ်စွာဘုရားကဒီသုတ်တံကိုဟောတယ်သုတ်တံရင်းရဲ့နာမည်ကအာတိဝိသောပမသုတ်တဲ့အာတိဝိသဆိုတာအစိတ်ပြင်းတဲ့မွေကိုအာတိဝိသလို့ခေါ်တယ်ဥပမာဆိုတာနှိုင်းခိုင်းပြီးတော့ဟောတာရသော်ဘုရားကတရားဓမ္မကိုနားလည်ဖို့အတွက်ဥပမာတွေနဲ့နှိုင်းခိုင်းပြီးတော့ဟောလေးရှိတယ်။ဘာဖြစ်လို့ဥပမာအသုံးပြုရတယ်လဲဆိုရင်ဥပမာသည်အ내အဓိပ္ပာယ်ကိုရှင်းရှင်းလင်းလင်းဖော်ပြနိုင်တယ်တဲ့။ဒါကြောင့်မို့လို့ဥပမာနဲ့ရသော်ဘုရားဒီသုတ်တံကိုဟောတယ်။အဲ့တော့ဟိုဘက်ကန်းကငြိမ်းချမ်းတယ်ဆိုတော့ဒီဘက်ကန်းကမငြိမ်းချမ်းဘူး။ဘာဖြစ်လို့ဒီဘက်ကန်းမှာမငြိမ်းချမ်းရသလဲ။ဘဝတစ်ခုရရှိထားတဲ့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့ကိုယ်ခန္ဓာကိုယ်ကိုအာယုံစိုက်ပြီးတော့ခြိကြ။တို့ရထားတဲ့ဘဝဟာဒီဘက်ကန်းမှာရှိတယ်ဒီဘက်ကန်းကငြိမ်းချမ်းရဲ့လားမငြိမ်းချမ်းဘူးလားဆိုတာကိုယ့်ကိုယ်ကိုဆင်ញင်စဉ်းစားပြီးတော့ကြည့်ကြရမယ်အားလုံးအဲ့ဒါလို့ဆင်ញင်စဉ်းစားကြည့်မှဟိုဘက်ကန်းကငြိမ်းချမ်းတယ်ဆိုတဲ့အဓိပ္ပာယ်ပို့ပေါ်လာမှာဖြစ်တယ်နော်ကဲဒီဘက်ကန်းကမငြိမ်းချမ်းဘူးဆိုတာမငြိမ်းချမ်းတာဘာဖြစ်လို့မငြိမ်းချမ်းတော့ဆိုတော့အန္တရာယ်တွေများလို့မငြိမ်းချမ်းတာတဲ့ဘာအန္တရာယ်တွေရှိတုံးဆိုတာမြတ်စွာဘုရားကဥပမာပေးထားတယ်ဒီဘက်ကျမ်းမှာအန္တရာယ်ဘလောက်များတယ်လဲလို့ဆိုရင်ဒီဘဝဆိုတာဓာတ်ကြီး၄ပါးနဲ့တိဆောက်ထားရတယ်ဘုန်းကြီးတို့ဘဝကိုအချင်းချင်းကြည့်လိုက်ပထဝီအာဘောတေဇောဝါယောလို့ဆိုတဲ့ဓာတ်ကြီး၄ပါးစာပေတန်နဲ့ပြောရင်ပထဝီအာဘောတေဇောဝါယောပေါ့ကဲအရက်စကားနဲ့ပြောကြည့်လိုက်မယ်ဆိုရင်ခန္ဓာကိုယ်ကြီးကိုအကြမ်းမြင်ခွဲကြည့်လိုက်မာတဲ့အယိုးတွေနဲ့ပြော့တဲ့အသားတွေအတုံးအတစ်တွေမပါဘူးလားအဲ့ဒါကတစ်ခုအရေဓာတ်တွေရောမပါဘူးလားဒါကတစ်ခုအပူဓာတ်တွေအေးဓာတ်တွေဆိုတာမပါဘူးလားနောက်ပြီးတော့လေဓာတ်တွေရောမပါဘူးလားဩခန္ဓာကိုယ်ကြီးကိုအပုံလိုက်ပုံကြည့်လိုက်မယ်ဆိုလို့ရှိရင်မာအတုံးအခဲကတပုံထားလိုက်အရေတွေကတပုံထားလိုက်နော်အပူဓာတ်တွေကတပုံထားလိုက်လေကတပုံထားလိုက်မယ်ဆိုရင်ခန္ဓာကိုယ်ကြီးတိဆောက်ထားတာဟာဒီ၄မျိုးနဲ့တိဆောက်ထားတယ်ဆိုတာကိုယ်ခန္ဓာကိုယ်အာယုံစိုက်ပြီးတော့ကြည့်လိုက်တွေ့လာလိုက်မယ်ဟုတ်ကဲ့မြတ်စွာဘုရားကဒီလိုခန္ဓာကိုယ်ကြီးကိုဓာတ်၄ပါးနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်ကြီးဒီဘဝကြီးဟာအန္တရာယ်တွေသိပ်ပြီးတော့များလို့ဒီဘက်ကန်းဟာမငြိမ်းချမ်းဘူးတဲ့ခန္ဓာနဲ့တိဆောက်ထားရတဲ့သက်ကာယလို့ခေါ်တဲ့ဒီတန်တရားတွေကဒီဘက်ကန်းကြီးဟာမငြိမ်းချမ်းဘူးဘာဖြစ်လို့မငြိမ်းချမ်းအန္တရာယ်တွေများလို့မငြိမ်းချမ်းတာလေဒါဖြင့်အန္တရာယ်တွေကဘာတွေရှိတုံးဆိုတော့မြတ်စွာဘုရားကတဘာဝတရားပေါ်လွင်အောင်မိန့်ကြားထားတာရှိတယ်ဒီဘက်ကမ်းမှာမွေစိုးကြီး၄ကောင်ရှိတယ်ကဲတရားချက်ခင်သူတော်စင်ပြိဿတ်တို့မွေစိုးကြီးတွေနဲ့တူတူနေရပါမလားမွေစိုးကြီး၄ကောင်ဆိုတာအာတိဝိသအလွန်လျင်မြန်တဲ့အစိတ်ပြင်းထန်တဲ့အစိတ်ခောရဝိသအလွန်ကြမ်းတမ်းပြင်းထန်တဲ့အစိတ်ရှိတဲ့မွေစိုးကြီး၄ကောင်ကဒီဘက်ကမ်းမှာကြီးစိုးနေတယ်တဲ့အဲ့ဒီမွေစိုးကြီး၄ကောင်ရဲ့ရံကိုလွတ်တဲ့ပုဂ္ဂိုလ်ဟာမရှိသလောက်ပဲမွေစိုးကြီး၄ကောင်ရဲ့အန္တရာယ်ကိုရှိနေလို့အန္တရာယ်တွေရှိနေသည့်အတွက်ကြောင့်ဒီဘက်ကမ်းဟာမငြိမ်းချမ်းဘူးဖေးအန္တရာယ်တွေများတယ်နောက်တစ်ခုမွေစိုးကြီး၄ကောင်တောင်ရှိတာမဟုတ်သေးဘူးဒါရင်ရှိတာမဟုတ်သေးဘူးလူသမား9ယောက်ကလည်းပဲဒီဘက်ကမ်းမှာကြီးစိုးနေတယ်လူသမား9ယောက်လည်းရှိတယ်ဟုတ်ကဲ့လားလူသမား9ယောက်တည်းမကု
လူတွေနဲ့အနိကနေပြီးတော့ကိုယ့်ရဲ့အတွင်းကယန္တုလို့ခေါ်ရတဲ့ယန္တုတယောက်ကလည်းရှိနေတယ်ဒီဘက်ကမ်းမှာနေတဲ့ပုဂ္ဂိုလ်တိုင်းဟာလူသားသမား9000ရဲ့ယံကိုလည်းကြောက်ရတယ်အတွင်းယံကိုလည်းကြောက်နေကြရတယ်နောက်ဒီဘက်ကမ်းကဘာတွေရှိနေတော့ဆိုလို့ရှိရင်6အိမ်စုရွာကလေးကလည်းရှိတယ်အဲ့ဒီရွာတဲ့ဝင်ကြည့်ရင်ဘာမှမရှိဘူး6အိမ်စုရွာလေးကလည်းတိဆောက်ထားသေးတယ်အဲ့ဒီ6အိမ်စုရွာလေးဟာလည်းပဲဓမြ6ယောက်ကအမြဲတမ်းဝင်ပြီးတော့ရှာဖွေပြီးတော့တိုက်ခိုက်နေသည့်အတွက်ကြောင့်ဒီ6အိမ်စုရွာမှာဘာမှမရှိတဲ့ရွာလေးကိုပဲဒုက္ခပေးနေတာဓမြ6ယောက်ကအမြဲတမ်းဝင်ပြီးဒုက္ခပေးနေတယ်တဲ့ဟောဒီဘက်ကမ်းရဲ့မငြိမ်းချမ်းတာဘုန်းကြီးတို့တရားချက်ခင်သူတော်စင်ပြိဿတ်တို့လောကကြီးတစ်ခုလုံးမှာကိုနေတဲ့မြို့တွေရွာတွေမှာမငြိမ်းချမ်းဘူးလို့ဆိုလို့ရှိရင်လူတွေဟာအိတ်ကောင်းခြင်းမအိပ်ရဘူးစားကောင်းခြင်းမစားရဘူးကြောက်ကြောက်လန့်လန့်နဲ့မနေကြရဘူးလားထိတ်ထိတ်ပြာပြာနဲ့ဒီလိုနေကြရတယ်ဟုတ်ကလားအခုလည်းပဲတက္ကာယလို့ဆိုတဲ့ခန္ဓာနဲ့တိဆောက်ထားတဲ့ဒီဘက်ကမ်းမှာမွေစိုးကြီး၄ကောင်ကလည်းပဲတောင်းကျမ်းနေတယ်ရန်သူ9ယောက်ကလည်းပဲအန္တရာယ်ပေးနေတယ်အတွင်းလူတယောက်ကလည်းပဲကိုယ့်ကိုချောင်းမြောင်းလုံးကြံမှုရှိနေတယ်တဲ့ဟော6အိမ်စုရွာကလည်းပဲ6အိမ်စုရွာလေးကလည်းပဲအနှစ်သာရဆိုတာအတွင်းမှာဘာမှမရှိဘူးလုံခြုံမှုမရှိဘူးတဲ့ဓမြ6ယောက်ကလည်းအဲ့ဒီရွာကိုခဏခဏဝင်ရောက်ပြီးတော့နှိပ်စက်နေတယ်။ဩဒီဘက်မှာငြိမ်းချမ်းတယ်ဆိုတော့ဘာတစ်ခုမှမရှိဘူး။ဒါဖြင့်မငြိမ်းချမ်းလို့ရှိရင်ငြိမ်းချမ်းတဲ့ဟိုဘက်ကမ်းကိုသွားကြစို့လားလို့ဆိုပြန်တော့မြစ်ပင်လေကြီးတစ်ခုကခြားနေတဲ့ဟုတ်ကလား။မြစ်ပင်လေကြီးတစ်ခုခြားနေတယ်။အဲ့ဒီမြစ်ပင်လေကြီးမှာတရားထိုးထားတာလည်းမရှိဘူး။လေတို့သင်္ဘောတို့လည်းဟိုဘက်ကူးဖို့မရှိဘူးတဲ့အဲ့ဒါလို့မြစ်ပင်လေကြီးကတခုကရှိနေတော့ဟိုဘက်ကန်းကိုငြိမ်းချမ်းတဲ့ဟိုဘက်ကန်းကိုကူးဖို့ရလူတွေဖြစ်နိုင်ပါမလားတိတ်ကိုခဲရဲနေအနေပြန်းတဲ့ဒီဘက်ကန်းကနေပြီးအလွတ်ယုံညင်လို့ရှိရင်တော့ဘာပဲလုပ်ရမလဲဆိုရင်ကိုယ့်ဘက်ကိုဖောင်ဖွဲ့ပြီးကိုအားကိုလေမရှိဘူးတရားမရှိဘူးဆိုရင်ကိုယ့်ဘာကိုဖောင်ဖွဲ့ပြီးကိုအားကိုနဲ့ဟိုဘက်မကူးရပဲဘူးလားအေးအဲ့ဒါလို့ကူးလို့ဟိုဘက်ကန်းရောက်သွားတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်တော့ဒါလုံးဝအန္တရာယ်ကင်းသွားလို့ငြိမ်းချမ်းတဲ့နေမြေတစ်ခုရသွားပြီလို့မြတ်စွာဘုရားကဒီလိုဥပမာနဲ့ဟောထားတာဒီသုတ်တံမှာနော်ကဲကောင်းပြီဥပမာဆိုတာအ내ဒိဗ္ဗေနားလည်ဖို့ဟောတာတဲ့ကိုယ်ခန္ဓာကိုကိုပြန်ကြည့်လိုက်ဘုန်းကြီးတို့ခန္ဓာကိုယ်ဟာမဟာဘုတ်၄ပါးလို့ဆိုတဲ့ဓာတ်ကြီး၄ပါးနဲ့တိဆောက်ထားတယ်ပထဝီအာဘောတေဇောဝါယောဓာတ်ကြီး၄ပါးနဲ့တိဆောက်ထားတယ်အဲ့ဒီဓာတ်ကြီး၄ပါးနဲ့တိဆောက်ထားတာဟာဒီဓာတ်ကြီး၄ပါးဟာတစ်ခုနဲ့တစ်ခုသဘာဝချင်းကလည်းမတူကြဘူးပထဝီကအတုံးခဲသဘောတွေရှိတယ်အာဘောကအရေးပြောတယ်ဖွဲ့စည်းတဲ့သဘောရှိတယ်တေဇောကပူတဲ့အေးတဲ့သဘောရှိတယ်ရင့်ကျက်စေတဲ့သဘောရှိတယ်ဝါယောကတွန်းကန်ပြီးတော့လှုပ်ရှားစေတဲ့သဘောရှိတယ်ဓာတ်ကြီး၄ပါးလူခန္ဓာကိုယ်ဟာတစ်ခုနဲ့တစ်ခုမတူတဲ့ဓာတ်ကြီး၄ပါးဟာမျှမျှတတာရှိရင်ရှိအချိုးအစားညီးနေလို့ရှိရင်လူတွေကချမ်းပါတယ်လို့ပြောကြတယ်မညီဘူးလို့ဆိုတာနဲ့ပထဝီဓာတ်လွန်ကဲလာရင်ဘာဖြစ်တုံးဆိုရင်ကိုကြုံမှုကြပါလိမ့်မယ်ပထဝီဓာတ်လွန်ကဲလာလို့ရှိရင်ခန္ဓာကိုယ်ကြီးကတောင့်တင်းပြောကြတယ်မို့လားလူတွေအေးကြောကြီးကိုတောင့်နေတာပဲလို့ခါကြီးကတောင့်နေတာပဲနဲ့မလှုပ်နိုင်ဘူးနဲ့ဒီလိုမပြောကြဘူးလားအေးအဲ့ဒါဟာဘာဖြစ်တာတုံးလို့ဆိုလို့ရှိရင်ပထဝီဓာတ်လို့ဆိုတဲ့မွေစိုးကြီးရဲ့အကြိုက်ခံရတာလို့ဒီလိုမြတ်စွာဘုရားဟောတယ်ပထဝီဆိုတဲ့မွေစိုးကြီးဖောက်ပြန်လာပြီဆိုရင်ခန္ဓာကိုယ်ကြီးတစ်ခုလုံးဟာတောင့်တင်းပြီးတော့ဖြစ်သွားတယ်
အချိုးစားညီရင်ညီမှမညီလို့ရှိရင်ခန္ဓာကိုယ်ကြီးဟာဒုက္ခပေးတယ်ပထဝီဓာတ်ကလွန်ကဲလာပြီဆိုရင်ဒီကုလုံးတောင့်တင်းပြီးမလုံနိုင်မရှားနိုင်ဖြစ်တယ်တခါအဘောဓာတ်လွန်ကဲတဲ့အခါကျတော့ဘာဖြစ်တယ်လို့ဆိုရင်လူခန္ဓာကိုယ်မှာပိနေသည်များအတွင်းကနေပုတ်သွားသလိုပဲအရည်တွေပုတ်တဲ့အခါမှာအရည်တွေထွက်မလာဘူးလားလူရဲ့ခန္ဓာကိုယ်ကလည်းပုတ်သွားတဲ့အခါကျတော့အတွင်းထဲမှာပြည်တွေဖြည့်ပြီးတော့အတုံးခဲတွေဟာအကုန်အရည်ပြောကုန်အဘောဓာတ်ပျက်စီးသွားပြီဆိုလို့ရှိရင်ခန္ဓာကိုယ်ကြီးဟာအရည်ပြောသွားတယ်ဟောဒါကဒုတိယမွေဆိုးကြီးရဲ့အနှိမ့်ဆက်ခံရတယ်အဘောဆိုတာဒုတိယမွေဆိုးကြီးပဲတဲ့ပထဝီနဲ့အဘောဟာအချိုးစားညီမညီလို့ရှိရင်ပထဝီကလွန်ကဲလာရင်ပထဝီဆိုတဲ့မြေဆိုးကြီးရဲ့အစိတ်တက်တာပဲအာဘောတွေလွန်ကဲလာလို့ရှိရင်အာဘောလို့ခေါ်တဲ့ဒုတိယမွေဆိုးကြီးရဲ့အစိတ်တွေတက်လာတာလို့ကဲတေဇောကြတော့ကြည့်လူတွေဟာတခါတရံဖြားတဲ့အခါမှာခန္ဓာကိုယ်မှာမပူဘူးလားဖြားလို့ရှိရင်လူတွေကစမ်းပြီးတော့ကြည့်ကြတယ်ဟဲ့ကိုယ်တွေပူးနေလို့ပါလားကိုယ်တွေပူးနေပါလားအဖြားတက်နေပါလားနဲ့ဟောပြောကြတယ်အဲ့ဒါတေဇောလို့ခေါ်တဲ့မွေဆိုးကြီးရဲ့အစိတ်တက်တာတဲ့အဲ့တော့အပူက၄မျိုးရှိတယ်ခန္ဓာကိုယ်ထဲမှာတန်တပနတေဇောဆိုတာဖြားတဲ့အခါမှာကိုပူတာအဲ့ဒါတန်တပနတေဇောခုခေတ်ဆိုလို့ရှိရင်ဆရာဝန်တွေတိုင်းကြည့်လိုက်ဟဲ့တရားတဲ့တရား1တဲ့တရား2တဲ့တရား3တရား4အဖြားကြီးတယ်ဆိုပြောကြတယ်ဟုတ်လားအဲ့ဒါဟာတေဇောဆိုတဲ့မွေဆိုးကြီးရဲ့အစိတ်တွေတက်လာတာလို့ဒီလိုပြောတာအဲ့ဒါကအပူတစ်မျိုးနောက်အပူတစ်မျိုးကဘာတော့ဆိုရင်ဇီရဏတေဇောဇီရဏတေဇောဆိုတာခန္ဓာကိုယ်ထဲမှာတငွေ့ငွေ့လောင်နေတဲ့တေဇောဒါကြောင့်မို့လို့လူတွေဟာအသက်ကြီးပြီးတော့တဖြည်းဖြည်းအိုးလာတာဒီအပူကြောင့်မို့လို့ဒီအစိတ်တွေကြောင့်မို့လို့ဖြစ်တာပူလာတယ်မျက်စိတွေမှုံလာတယ်နားတွေလေးလာတယ်ခါးတွေကိုင်းလာတယ်ပရည်တွေတွန့်လာတယ်ခေါင်းပေါ်ကဆပင်တွေဖြူလာတယ်ပါးစပ်ထဲကသွားလေးတွေကျွတ်လာတယ်ဟုတ်လားအဲ့ဒါလို့တဖြည်းဖြည်းခန္ဓာကိုယ်ကြီးအိုးလာတာသူကသူအိုးတာမဟုတ်ဘူးဇီရဏကတေဇောဆိုတဲ့ဒီမွေဆိုးကြီးရဲ့အစိတ်တွေတက်လာတာဒီမွေဆိုးရဲ့အနှိမ့်ဆက်ခံရထားခြင်းလို့ရပါမလားလူဆိုတာမွေးလာတဲ့နောက်ကနေတဖြည်းဖြည်းကြီးပြီးတော့အိုးလာနော်အိုးလာရအဲ့ဒါဇီရဏကတေဇောလူရင်လားလို့ဆိုတော့မဟုတ်ပါဘူးပန်းပွင့်လေးတွေကြည့်ပေါ့ပထမတော့ကအဖူးငုံလေးကပွင့်ကားလာဟောတဖြည်းဖြည်းနဲ့တရက်နှစ်ရက်ရလာတဲ့အခါကျတော့ရင့်ရော့ပြီးတော့ကြွေကြသွားတယ်တစ်သီးတွေလည်းတူတူပဲပထမဆုံးကသီးကစားနုထွတ်လေးတဖြည်းဖြည်းစိမ့်ပြီးတော့ရင့်လာတယ်ဒီတေဇောပဲနောက်ဆုံးကြတော့ဘာဖြစ်တော့ဝါပြီးတော့ကြွေကြသွားတယ်မှဲ့သွားဟောလူတွေရဲ့ခန္ဓာကိုယ်မှာလည်းပဲဒီတိုင်းပဲဒီတေဇောကြောင့်တဖြည်းဖြည်းရင့်အိုးပြီးတော့ဟုတ်လားပရည်တွေတွန့်တာတို့ခါးတွေကိုင်းတာတို့နားတွေထိုင်းတာတို့အကုန်လုံးဖြစ်တယ်ဒီမွေစိတ်တက်နေတာတဲ့မွေကြီး၄ကောင်နဲ့တေဇောဆိုတဲ့မွေကြီးရဲ့အစိတ်တွေတက်တာကဲနောက်တစ်ခုကျတော့ဝါယောကြည့်လေလူတွေမှာဝါယောက6မျိုးရှိတယ်ကိုယ်ခန္ဓာကိုယ်ပြန်ပြီးတော့ကြည့်6မျိုးဆိုတာဝမ်းပိုက်ထဲမှာတည်တဲ့လေရှိတယ်ဝမ်းပိုက်ထဲမှာရှိနေတဲ့လေအဲ့ဒီလေတစ်ခါတရံဗိုက်ထဲကအတန်မကြားရဘူးလားနော်ဗိုက်ထဲမှာတစ်ခါကုနဲ့မြည်တဲ့အတန်မျိုးတွေဟာဒါဗိုက်ထဲမှာရှိတဲ့လေလို့ပြောတာနောက်အဲ့ဒီကနေပြီးတော့ကြွထိုးတဲ့အခါတို့ဘာတို့လူတွေထမင်းစားပြီးလေတက်တာတွေလည်းမရှိဘူးလားအဲ့ဒါကအပေါ်တက်တဲ့လေတဲ့နောက်အောက်ဆုံတဲ့လေဟာရှိသေးတယ်အောက်ဆုံတဲ့လေအပေါ်တက်တဲ့လေဝမ်းပိုက်ထဲမှာတီးနေတဲ့လေနောက်ဥတွေထဲမှာအစာတွေကိုသယ်ဆောင်ပြီးတော့တရွေ့နဲ့သ
သက်ဆောင်သွားတဲ့လေကတစ်မျိုးဟောနောက်ပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးကိုယ်အင်္ဂါအစိတ်ပိုင်းနေမှာလှုပ်ရှားလို့ရအောင်လဲပတ်နေတဲ့လေကတစ်မျိုးလူတွေပြောကြတယ်မဟုတ်လားမသွားနိုင်မထနိုင်ဘူးဘာဖြစ်လို့လေဖြတ်သွားလို့လဲဟုတ်ကလားအေးဝါရောဆိုတဲ့အားကလည်းမွေဆိုးကြီးလိုပဲဒုက္ခပေးတယ်နောက်ကြည့်24နာရီလုံးရမရဘူးအမြဲတမ်းရှူရှိုက်လုံနေရတဲ့ထွက်လေဝင်လေသက်ရှူနေကြအလုံးပေါင်းလိုက်တော့လေ6မျိုးရှိတယ်လူရဲ့ခန္ဓာကိုယ်မှာเนาะအဲ့ဒီလေ6မျိုးလုံးဟာဝါယောဓာတ်ပဲဒီလေ6မျိုးလုံးစလုံးဟာဒုက္ခပေးတာတွေကြီးပဲအကောင်းမပေးဘူးလူကိုဒုက္ခရောက်အောင်လုပ်တာတနေ့ကြလို့ရှိရင်ဒီလေ6မျိုးနဲ့ပဲလူတွေကအစိတ်တက်ပြီးတော့ဒုက္ခရောက်သွားကြတယ်ဒါကြောင့်မို့လို့ပထဝီဓာတ်ကိုစာပေထဲမှာဘယ်လိုခေါ်တော့ဆိုရင်ကဋ္ဌမုခမွေလို့ခေါ်တယ်ကဋ္ဌမုခဆိုတာအဲ့ဒီမွေမျိုးကကိုက်လိုက်လို့ရှိရင်အဲ့ဒီမွေရဲ့အစိတ်တက်ပြီဆိုရင်ဒီကုလုံးဟာတန်ကြောင်းကြီးတွင်းထားသလိုတောင့်တင်းသွားကိုယ်လို့မရညှက်လို့မရတော့လူတွေရဲ့တဏ္ဍာမှာပထဝီဓာတ်လွန်ကဲပြီးတော့ပထဝီဓာတ်ပြတ်သွားပြီဆိုလို့ရှိရင်လည်းဒီကုလုံးတောင့်သွားတယ်ဟုတ်ကဲ့အဲ့ဒါမွေကိုက်ခံရတာနောက်အာဘောဓာတ်ကြတော့ပုတိမုခမွေလို့ခေါ်တယ်အဲ့ဒီအာဘောဓာတ်လွန်ကဲလာလို့ရှိရင်ခန္ဓာကိုယ်ဟာပုတ်ပွားရည်ရော်ပြီးကြည့်လေအသီးတစ်လုံးပုတ်ပွားသွားရင်အရည်တွေထွက်မလာဘူးလားငပြောသီးလေးတွေပိန်နေသီးလေးတွေဟုတ်လားဘယ်အသီးပဲဖြစ်ဖြစ်ပုတ်ပြီဆိုရင်အရည်တွေထွက်လာလေဟောအဲ့ဒါလို့ပုတ်သွားပြီဆိုတာအဲ့ဒါပုတိမုခဆိုတဲ့မွေကြိုက်ခံရတာတဲ့အာဘောဓာတ်ပျက်စီးလို့လူဒုက္ခရောက်တာတေဇောဓာတ်ကြတော့တေဇောဓာတ်ကြတော့လည်းပဲအမတန်ပြင်းထန်တဲ့ပူလောင်တတ်တဲ့မွေဓာတ္တမုခအခိမုခမီးနဲ့အလားတရံတူတဲ့နှုတ်သီးရှိတဲ့မွေမျိုးအခိမုခမွေအဲ့ဒီအခိမုခမွေကြိုက်လိုက်လို့ရှိရင်လည်းပဲတဲ့လောကမှာဒီကုလုံးဟာပူလာတယ်လောင်လာတယ်ဖြစ်ပြီးနောက်ဆုံးမှာပြာလို့ဖြစ်သွားတယ်ခွဲပြာကျသွားတယ်အေးတေဇောဓာတ်ပြက်လို့ရှိရင်လည်းပဲအဲ့ဒါလိုပဲလူဟာဒုက္ခရောက်သွားတယ်ပူလောင်ပြီးတော့အဲ့ဒါလိုပဲနောက်ဝတ္တမုခဆိုတဲ့ဝါယောဓာတ်ပျက်စီးဝတ္တမုခဆိုတဲ့မွေကြိုက်လိုက်လို့ရှိရင်လည်းပဲလူရဲ့တဏ္ဍာဟာအစစ်တွေပါတွေအကုန်လုံးပြုတ်ပြီးတော့တချို့ကြတော့လေတင်တုံးတို့လေဖြတ်ထားတို့ဟောလေဖြတ်လိုက်လို့ရှိရင်လက်မမြောက်နိုင်ဘူးခြေမမြောက်နိုင်ဘူးစကားမပြောနိုင်ဘူးဟောဒီလိုဖြစ်သွားတာเนาะအဲ့ဒါကြောင့်မို့လို့ဒီဘက်မှာရှိတဲ့ပုဂ္ဂိုလ်တွေဟာလူတိုင်းဟာဟောဒီမွေကြီး၄កောင်ကိုရင်ဝယ်ပိုက်ထားရတာနဲ့မတူဘူးလားအေးဘဝဆိုတာကိုယ်ခန္ဓာကိုယ်ကြီးကပထဝီအာဘောတေဇောဝါယောဆိုတာနဲ့ဖွဲ့စည်းထားသည့်အတွက်ကြောင့်ဒုက္ခန္ဓာကိုယ်ကြီးထဲမှာမွေကြီး၄កောင်ရှိနေပါလားလို့ဒါမြတ်စွာဘုရားကစတုဓာတုဝဝဋ္ဌာနဓာတ်၄ပါးကိုရှုပြီးတော့ကမ္မထံပွားဖို့တဲ့မွေကြီး၄កောင်နဲ့တင်စားပြီးတော့ဟောထားတာเนาะလူတွေကအဲ့ဒါမွေကြီး၄កောင်ကသူကတခါတရံသဘောကောင်းတယ်ဆိုတာဓာတ်၄ပါးညီညွတ်နေဘာမှမဖြစ်ဘူးဆိုရင်လူတွေကအန္တရာယ်မရှိဘူးလို့ထင်လာကြတယ်ကြာတော့အန္တရာယ်မရှိဘူးလို့ထင်လာတယ်သူတို့နဲ့ပဲပျော်ပျော်ပါးပါးနေကြသို့တော့ဒီမွေကြီး၄កောင်ဟာတစ်ကောင်နဲ့တစ်ကောင်အကြိုက်ချင်းမတူသည့်အတွက်ကြောင့်တစ်ကောင်ကောင်ကစိတ်ဆိုးပြီးတော့ကြိုက်လိုက်လို့ရှိရင်သေဖို့ပဲရှိတော့တယ်နော်ဒါကြောင့်မို့လို့လူလောကလူတွေသေသွားတယ်ဆိုတာမွေကြီး၄កောင်နဲ့ကတစ်ကောင်ကောင်ကြိုက်လို့သေတာတွေကြီးပဲဟုတ်ကဲ့လားဒါပေမဲ့လို့လူတွေကမွေမှမသိဘူးဘာဖြစ်လို့မသိတာတော့ဆိုရင်မစင်ကြင်လို့မသိတာတဲ့အဲ့တော့လူလောကဟာအန္တရာယ်ကင်းသလားမကင်းဘူးလားဆင်ញင်ကြည့်ဘူးမကင်းဘူးဘယ်လိုပဲကုဘယ်လိုပဲမဟောဒီမွေကြီး၄កောင်နဲ့နေရတဲ့ပုဂ္ဂိုလ်တွေကတနေ့အစိတ်တက်မှကြည့်ပဲဟုတ်ကဲ့လားမွေကြီး၄កောင်ကလွတ်တဲ့ပုဂ္ဂိုလ်ရှိရလားမရှိဘူး
ဒါကြောင့်မို့လို့ဘုန်းကြီးတို့ခန္ဓာကိုယ်ထဲမှာအန္တရာယ်ပေးနေတဲ့မွေကြီးလေးကောင်နဲ့နေရတယ်လို့ဆိုပြီးတော့ပထဝီဓာတ်ရဲ့သဘောတွေအာဘောဓာတ်ရဲ့သဘောတွေတေဇောဓာတ်ရဲ့သဘောတွေဒါတွေကိုဆင်ခြင်ပြီးဒီပထဝီအာဘောတေဇောဝါယောလို့ဆိုတဲ့ဒီမွေကြီးလေးကောင်ကနေလုံးဝလွတ်မြောက်ပြီးတော့ငြိမ်းချမ်းတဲ့နယ်မြေဆိုတာဟိုဘက်ကမ်းလို့ခေါ်တဲ့နိဗ္ဗာန်ပဲတဲ့နိဗ္ဗာန်မရောက်မချင်းဒီဘက်ကမ်းမှာနေရင်တော့ဒီထဲမှာပဲလဲနေမှာပဲဘယ်သူမှလွတ်အောင်မယုံနိုင်ဘူးလို့ဒီလိုပြောတာเนาะကဲနောက်ပြီးတော့ရန်သူ9ယောက်တဲ့ဘုန်းကြီးတို့တွေဘဝထဲမှာနေတဲ့အခါမှာမိတ်ဆွေတွေနဲ့နေရတာမဟုတ်ဘူးတဲ့ရန်သူတွေနဲ့နေရတာကောင်းပြီရန်သူတွေကဘယ်သူတုံးဆိုလို့ရှိရင်ရူပခန္ဓာဝေဒနာခန္ဓာသင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာဆိုတဲ့ဥပါဒနဲ့ခန္ဓာ5ပါးပဲခန္ဓာ5ပါးဟာမြတ်စွာဘုရားကရန်သူတဲ့ရန်သူဆိုတာကိုယ့်ရဲ့အကျိုးစီးပွားကိုမလိုလားတာကိုရန်သူလို့ခေါ်တယ်ဟုတ်ကဲ့လားကိုကောင်းစားတာကိုမလိုလားတာကိုရန်သူလို့ခေါ်တယ်ရန်သူလို့ခေါ်ရင်မကဘူးမြတ်စွာဘုရားကလူသားသမား9ယောက်တဲ့သူတို့နာမည်ပေးထားတာကြည့်လေလောကမှာဝါရအပြင်သာပြောတာဘသူဖြင့်သေသွားပြီဘသူဖြင့်ဆုံးသွားပြီနဲ့ပြောတာဘသူကတတ်တာတော့ဆိုခန္ဓာ5ပါးပဲဟုတ်တယ်မဟုတ်လားဘယ်သူမှလာမတတ်ဘူးခန္ဓာ5ပါးကိုသိတတ်တဲ့သဘာဝရှိတာကဲရုပ်ဆိုတဲ့ခန္ဓာ5ပါးကြည့်ရန်သူလားမိတ်ဆွေလားစဉ်းစားကြည့်အောင်ရုပ်ခန္ဓာကိုယ်ကြီးရထားတဲ့ပုဂ္ဂိုလ်တယောက်ဟာကိုယ်စိတ်ထဲမှာဘာဖြစ်လဲဒီရုပ်ခန္ဓာကိုယ်လေးငယ်ရွယ်တဲ့ပုဂ္ဂိုလ်တွေဆိုရင်အမြဲတမ်းဝါလို့အမြဲတမ်းလှလို့အမြဲတမ်းကြမ်းမာလို့မနေချင်ဘူးလားသို့တော့အဲ့ဒီယောဂကိုဖြစ်ချင်တိုင်းဖြစ်ရလားမိတ်ဆွေဆိုတာကိုယ့်ရဲ့အလိုကြလိုက်လျောတယ်ရန်သူဆိုတာကိုယ်နဲ့ဆန့်ကျင်ပဲလုပ်တယ်ဟုတ်ကဲ့လားကဲယုတ်တရားဟာကိုယ်နဲ့ဆန့်ကျင်ပဲလုပ်သလားလိုက်လျောတာလားအေးယုတ်တရားတွေကဆန့်ကျင်ပဲလုပ်တာကိုယ်ကမျက်စိမမှုံညင်ဘူးမှုံလာမယ်နားမထိုင်းညင်ဘူးထိုင်းလာမယ်စပင်မဖြူခြင်းဘူးဖြူလာမယ်ပရေမတွန့်ခြင်းဘူးတွန့်လာမယ်ကိုပြောတာတခုမှနားမထောင်ဘူးဟုတ်ကဲ့လားစမ်းကျင်ပဲလို့နောက်ဆုံးဒီယုတ်ခန္ဓာသာဝရမမြဲတဲ့အရာဖြစ်သောကြောင့်အကြောင်းတစ်ခုခုကြောင့်အကြောင်းမညီညွတ်တော့ဘူးဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ကြီးဟာသူ့ရဲ့သဘာဝရပ်ဆဲသွားတာဖြစ်တော့လူဟာသေရတာပဲမဟုတ်လားသေသွားတယ်လူမသေးခင်ပဲမျက်စိကွယ်သွားတာရှိတယ်နားကန်းသွားတာရှိတယ်ဟောလူမသေးခင်ကပဲတချို့ယုတ်တွေပြက်သွားတယ်ဟုတ်ကဲ့လားဒါကြောင့်မို့လို့မြတ်စွာဘုရားကဝတ္တကံရူပံယုတ်တရားဆိုတာဝတ္တကံသူတတ်တာပဲသူပဲလူတွေကိုတတ်တာဒီပြင်လူကတတ်တာမဟုတ်ဘူးအတွင်းလူတတ်သမားပေါ့နော်ထို့တူပဲဝေဒနာဆိုတဲ့ခံစားချက်ကိုကြည့်လူတွေကခံစားချက်နဲ့ပတ်သက်လာရင်လို့ရှိရင်ခံစားချက်ကအ ਨੇ ဆုံး3မျိုးရှိတယ်ဒုက္ခရဲ့ဒုက္ခရဲ့အဒုက္ခမဒုက္ခရဲ့ဒုက္ခဆိုတာကိုချမ်းသာစိတ်ချမ်းသာဒုက္ခဆိုတာကိုဆင်းရဲစိတ်ဆင်းရဲအဒုက္ခမဒုက္ခဆိုတာချမ်းသာတာလည်းမဟုတ်ဘူးဆင်းရဲတာလည်းမဟုတ်ဘူးဆိုတဲ့ခံစားချက်အဲ့ဒီခံစားချက်3မျိုးတည်အာယုန်နဲ့တွေ့တဲ့အခါမှာတစ်ခါချမ်းသာတဲ့ဟာပေါ်တယ်တစ်ခါဆင်းရဲတာပေါ်တယ်တစ်ခါချမ်းသာတာလည်းမဟုတ်ဘူးဆင်းရဲတာလည်းမဟုတ်ဘူးဆိုပြီးတော့အာယုန်ပေါ်မှာခံစားချက်ဒီလို3မျိုးဟာရံခါလှက်ပြီးဖြစ်အဲ့ဒီခံစားချက်3မျိုးတည်မြဲနေတာမဟုတ်ဘူးတဲ့ကဲတရားချက်ခင်သူတော်စင်ပြိဿတို့စဉ်းစားကြည့်အစင်ထာဝရဝမ်းနေနေတာမရှိသလိုအထင်သာဝရဝမ်းတာနေတာရောရှိရလားအေးဝမ်းနေတာလည်းတခဏပဲဝမ်းတာတာလည်းတခဏပဲဟုတ်ကဲ့လားလောကမှာလူတွေဝမ်းနေစရာရှိရင်ဝမ်းနေတော်လေးကြာခုချိန်ငိုတော်လေးကြာရီးနေကြတာပဲတွေ့ရတာဟောအခုချိန်ရီးတော်ကြာငိုနေတာတွေ့ရပြန်တယ်မတွေ့ရဘူးလားဘယ်ဟာမှမတည်မြဲဘူးတဲ့ဝေဒနာဟာလည်းပဲသူ့ဘာသူတင်မဲ့
သူတက်တန်းရသူကသေးသေးသွားတာဖြစ်သောကြောင့်သူသေးရင်လည်းကြံတဲ့ဟာတွေသေရတာဖြစ်လို့သူ့ကိုသူသသမားတဲ့ရန်သူတဲ့ကိုကဝမ်းသာခြင်းနဲ့သူကဝမ်းနေတယ်ကိုကဝမ်းသာခြင်းနာကိုဝမ်းနေတယ်ဆိုတာကိုယ်အလိုကိုလိုက်ထားလားဆန့်ကျင်တာလားအေးဆန့်ကျင်တာအတွက်ကြောင့်မို့ဒါကြောင့်မို့လို့သူ့ကိုရန်သူလို့ဒီလိုသတ်မှတ်တယ်ထို့တူပဲတင်ညာဆိုတာအာယုန်တစ်ခုကိုတွေးလိုက်တဲ့အခါမှာစိတ်ထဲမှာမှတ်တမ်းတင်လိုက်တာပေါ့မှတ်လိုက်တယ်ဆိုပါစို့အဖြူအဝါအနီအစိမ်းအယောင်ကိုကြည့်ပြီးတော့မှတ်လိုက်တယ်နောက်တစ်ခါတွေ့ရင်အရင်တစ်ခါမှတ်ထားတဲ့အတိုင်းပဲဒါကအဖြူဒါကအနီဒါကအဝါဒါကအစိမ်းမသိဘူးလားအဲ့ဒါတင်ညာကြောင့်သိတာလူဆိုလို့ရှိရင်လည်းမှတ်လိုက်တယ်လေပထမစတွေ့တဲ့လူကဒီလူကအယက်ရှည်ရှည်သို့မဟုတ်အယက်ဖုပိန်ပိန်သို့မဟုတ်ဝဝဟုတ်ကလားအသားအရောင်ဖြူတယ်ညိုတယ်တခါတည်းမှတ်လိုက်တာအဲ့ဒီမှတ်ထားတဲ့အတိုင်းနောက်တစ်ခါပြန်တွေ့တဲ့အခါကျမသိဘူးလားအဲ့ဒါတင်ညာရဲ့သဘောတွေတဲ့အဲ့ဒီလိုတင်ညာကမှတ်ထားတဲ့တင်ညာဟာလည်းပဲတည်မြဲတာမဟုတ်ဘူးတဲ့သူလည်းတခဏပဲဖြစ်ပြီးတော့တခဏပဲပြက်သွားတာဖြစ်သည့်အတွက်ကြောင့်ရန်သူပဲကိုမှတ်ချင်တဲ့အတိုင်းကိုမှတ်လို့မရဘူးတင်ညာပျောက်သွားတာတွေအများကြီးရှိတယ်တခါတရံလွဲမှားစွာပြောတာတွေရှိတယ်ဟုတ်ကလားအေးဒါကြောင့်မလို့တင်ညာဟာလည်းပဲကိုယ်ဆန္ဒအတိုင်းမဖြစ်ဘူးဆန့်ကျင်တတ်လို့ရန်သူလို့ဒီလိုသတ်မှတ်တယ်ထို့တူပဲသင်္ခါရဆိုတာအတွေးတွေအကြံတွေလိုချင်တာတွေမုန်းတီးတာတွေစသဖြင့်လူရဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ကြံတဲ့သဘာဝတရားတွေဟာလည်းပဲထို့တူပဲတည်မြဲတယ်ဆိုတာတခုမှမရှိဘူးကဲတတိယမကြည့်နဲ့စိတ်ဆိုးတာတခုပဲကြည့်စိတ်ဆိုးတယ်ဆိုတာအမြဲတမ်းဆိုးသလားတခါတရံဆိုးတာလားအေးကိုမကြိုက်တာနဲ့တွေ့ရင်အနိဋ္ဌာယုံနဲ့တွေ့တဲ့အခါစိတ်ဆိုးတယ်အိဋ္ဌာယုံနဲ့တွေ့ရင်မဆိုးပြန်ဘူးเนาะဖြစ်လာပြီးတော့လဲတီးနေတာမဟုတ်ဘူးဒါကြောင့်မို့လို့ကိုဖြစ်ချင်တိုင်းမဖြစ်ဘူးဆိုင်ရာအာယုံပေါ်မှာကြည့်ပြီးတော့ဖြစ်သည့်အတွက်ကြောင့်ကိုယ်ဆန္ဒကိုမလိုက်လျောဘူးမလိုက်လျောလို့ရန်သူလို့သတ်မှတ်တယ်သူလည်းပဲသူ့ရဲ့တက်တန်းအားလျော်စွာတခဏလေးဖြစ်ပြီးတခဏလေးပြန်ပြတ်သွားတာဖြစ်သောကြောင့်သူလည်းသူတတ်သမားပဲတဲ့ဟုတ်ကလားနောက်ဆုံးကဝိညာဉ်ဆိုတဲ့အသိစိတ်လေးဒီအသိစိတ်ကလေးကလည်းပဲကြည့်ဘလောက်လင်းမြန်စွာအာယုန်တွေမှာပြေးသွားနေသလဲဆိုတာတာမန်နေရင်တော့မသိဘူးမျက်စိကမြင်လိုက်တဲ့အာယုန်ကိုရောက်သွားတယ်နားကအတန်ကြားရင်ကြားတဲ့အတန်တွေရောက်သွားပြန်တယ်နှာခေါင်းကအနံ့ရရင်အနံ့ရတဲ့စီရောက်သွားတယ်တဏှာထဲမှာရပ်တည်ပြီးတော့မနေဘူးစိတ်ကလေးကဟုတ်ကဲ့လားအမတန်မှစိတ်ကိုမြတ်စွာဘုရားကမြောက်နဲ့ဥပမာပေးထားတယ်မြောက်ဆိုတဲ့အကောင်ကတောထဲမှာတစ်ပင်ပေါ်နေလို့ရှိရင်ဒီတစ်ကိုင်းဆွဲလိုက်ဟိုတစ်ကိုင်းဆွဲလိုက်ဟိုဘက်ကူးလိုက်ဒီဘက်ကူးလိုက်ငြိမ့်နေတဲ့အခါလို့မရှိဘူးတဲ့ထို့တူပဲအသိစိတ်လေးဟာလည်းပဲမျက်စိကမြင်တဲ့အာယုံနားတဲ့ကြားတဲ့အာယုံနှာခေါင်းကနံတဲ့အာယုံမျိုးစုံရောက်တယ်ကြည့်အိမ်မှာနေရင်ကနေပြီးတော့မျက်စိကမြင်တဲ့ပဲစိတ်ကရောက်တာဗျာတခါတဏှာကဓောက်ခနဲ့အတန်ကြားရင်ကြားတဲ့စီရောက်မတော်ဘူးလားတခါအနံ့ကလေးနမ်းလာရင်ဟဲ့ဘာနမ်းပါလဲဆိုအနံ့စီရောက်သွားပြန်ရောနော်တရားအားထုတ်ပြီးတော့ထွက်လေဝင်လေလေးကိုမှတ်ပြီးတော့ကြည့်လိုက်ဘလောက်ကြာအောင်သူမှတ်နိုင်တယ်လဲဆိုတော့အကျင့်မရသေးလို့ရှိရင်ဒီစိတ်ကလေးကအာယုံလေးတစ်ခုပေါ်မှာထားလို့ရကုန်မရဘူးပြေးနေတာပဲဟုတ်ကဲ့လားအေးဒါကြောင့်မို့လို့ပြေးနေတဲ့သဘာဝတရားသည်ကိုဖြစ်ချင်တာကိုမဖြစ်ဘူးဖြစ်စေချင်တဲ့အတိုင်းပဲဖြစ်သည့်အတွက်ကြောင့်ဒီစိတ်ကလေးဟာကိုယ့်ရဲ့မိတ်ဆွေမဟုတ်ဘူးရန်သူဖြစ်နေတယ်တဲ့တက္ကနာလေးအတွင်းမှာဖြစ်ပြီးတော့ပြတ်သွားတတ်သောကြောင့်သူဟာလည်းပဲသူတတ်သမားပဲလူရဲ့တဏ္ဍာမှာအသိစိတ်လေးဆုံးသွားလို့ရှိရင်ဉာဏ်တဲ့သဘာဝတရားတွေလည်းအကုန်ပြည့်စည်သွားရောဟုတ်ကလားအေးဒါကြောင့်မို့လို့သူတတ်သမားခန္ဓာ၅ပါးဟာကြည့်လိုက်တာနဲ့တပြိုင်နက်ခန္ဓာ၅ပါးရထားတဲ့ပုဂ္ဂိုလ်တိုင်းမသေးရဘူးလားမရပါဘူးဘာဖြစ်လို့သေရတော့ဆိုတော့အကြောင်းကြောင့်ဖြစ်လာတာသူကဆိုင်ရာအကြောင်းကြောင့်ဖြစ်လာတာဆိုင်ရာအကြောင်းပျက်စီးသွားတာနဲ့တပြိုင်နက်သူတို့လည်းပျက်စီးသွားတယ်ဆိုတော့
စောင်းကလေးတစ်ခုကိုတီးလိုက်တစ်ချက်တီးလိုက်ရင်တတန်မထွက်ဘူးလားကဲမတီးပဲနဲ့ရပ်လိုက်လို့ရှင်အဲ့ဒီအတန်ရှိသလားပျောက်သွားသလားဩတီးတဲ့အချိန်လေးပေါ်သွားတယ်ရပ်လိုက်တာနဲ့နောက်ထပ်မတီးတာနဲ့အတန်တိတ်သွားပြန်တယ်ဟုတ်ကဲ့လားအဲ့တော့အကြောင်းရှိတဲ့အချိန်လေးမှာပေါ်တယ်အကြောင်းမရှိရင်မပေါ်ဘူးဆိုတာထင်ရှားတယ်အဲ့ဒါကိုဟေတုံပဋိစ္စတံပုတာဟေတုဘင်္ဂာနိရောဓစတိအကြောင်းရှိလို့ရှိရင်ပေါ်လာပြီးတော့အကြောင်းပြက်သွားတာနဲ့တပြိုင်နက်ဒါတွေကပျောက်သွားတယ်မတည်မြဲတဲ့သဘောတွေကိုပြောတာเนาะအေးဒီဘဝမှာရှိထားတဲ့ဒီဘက်မှာရှိတဲ့ဘဝတန်တရားထဲမှာနေတဲ့ပုဂ္ဂိုလ်တွေဟာသူတို့ရထားတာကခန္ဓာ၅ပါးဖြစ်တယ်ခန္ဓာ၅ပါးသည်တည်တတ်တဲ့ခန္ဓာ၅ပါးဖြစ်သောကြောင့်သူတို့ကိုသူတသမားလို့မြတ်စွာဘုရားဟောတာကိုယ်အလိုတိုင်းမဖြစ်သည့်အတွက်ကြောင့်ယန္တုလို့ဟောတာဟုတ်ကဲ့လားအဲ့တော့ခန္ဓာ၅ပါးရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာငြိမ်းချမ်းတာဟုတ်ကဲ့လားတကယ်တော့လုံးဝကိုမငြိမ်းချမ်းဘူးဟိုကဖြစ်လိုက်ဒီကဖြစ်လိုက်နဲ့လူတွေဒုက္ခရောက်နေကြတာဟုတ်ကဲ့လားကြည့်လေခဏတစ်ပြုတ်ထိုင်းနေတရားနာရင်တော့ဟိုနားနားလာလိုက်ဒီနားအောင့်လာလိုက်ညောင်းလာတာတွေမဖြစ်ဘူးလားဖြစ်နေတာပဲအမြဲတမ်းဖြစ်နေတာဒါကြောင့်မို့လို့အန္တရာယ်ကင်းပြီးတော့ငြိမ်းချမ်းတဲ့နေမဟုတ်ဘူးတဲ့ဒါတွေရှိနေတဲ့အတွက်ကြောင့်ပြဿနာတွေနဲ့ကြီးပဲဘဝဆိုတာကဲနောက်တစ်ခုကအတွင်းကယန္တုဆိုတာဘယ်သူပြောတာတုံးဆိုတော့နန္ဒီရာဂဆိုတဲ့တတ်မဲ့တဲ့တဏှာလေးအဲ့ဒီတတ်မဲ့တဲ့တဏှာလေးကလည်းပဲလူတကာကိုဒုက္ခပေးလို့သူ့ကိုအတွင်းကယန္တုလို့ဒီလိုခေါ်တယ်နော်သူနဲ့တွေ့လိုက်လို့လူတိုင်းဟာဒုက္ခရောက်တယ်အခုဘုန်းကြီးတို့တွေဘဝတစ်ခုရပြီးတော့အိုခြင်းနာခြင်းသေခြင်းဆိုတဲ့ဆင်းရဲကအစပြဿနာမျိုးစုံတွေ့ကြုံနေရတာဘယ်သူလဲတဲ့လဲလို့မေးလို့ရှင်နန္ဒီရာဂဆိုတဲ့တဏှာပဲเนาะအဲ့ဒီလိုချင်တတ်မဲ့တဲ့တဏှာရှိခဲ့သည့်အတွက်ကြောင့်ဘဝတစ်ခုကိုရတယ်ဘဝတစ်ခုရလာလို့ဒုက္ခမျိုးစုံတွေ့နေရတယ်ဆိုတော့နန္ဒီရာဂဆိုတဲ့တဏှာသည်ဒုက္ခပေးတာဖြစ်သောကြောင့်ယန္တုတဲ့ဟုတ်ကဲ့လားလောကမှာလူတွေကပြောကြတယ်ဒီကောင်တော်တော်ဒုက္ခပေးတယ်တို့ရဲ့ယန္တုပဲလို့ဒီလိုသတ်မှတ်ကြတယ်ဟုတ်လားဒုက္ခပေးနေတာကိုယန္တုလို့သတ်မှတ်မယ်ဆိုရင်ဘဝမှာဒုက္ခအပေးဆုံးကဘယ်သူတုံးဆိုရင်နန္ဒီရာဂလို့ဆိုတဲ့အာယုန်တွေပေါ်မှာတွေ့တာပြီးတော့နှစ်သက်တတ်တဲ့သဘာဝတရားကိုပြောတာဒါတကယ်ယန္တုအစ်စ်ပဲဒီပြင်လူလိုက်လက်ညှိုးမထိုးနဲ့တကယ်ယန္တုအစ်စ်ကဒါဟုတ်ကဲ့လားတို့တွေဟာတဖြည်းဖြည်းအိုးလာတာဘသူချောင်းတုံးဆိုရင်သူ့ချောင်းပဲသူလှုပ်လိုက်တာတွေကပြဿနာကြီးပဲသူဖန်တီးလိုက်သည့်အတွက်ကြောင့်ဟောတဖြည်းဖြည်းအိုးလာတယ်တဖြည်းဖြည်းနာတယ်နောက်ဆုံးသေသွားပြန်ပြီလွတ်သွားလားမလွတ်သေးဘူးနောက်ဘဝတစ်ခါဆက်ပြန်တယ်အိုးလိုက်နားလိုက်သေလိုက်နဲ့ဒီလိုသွားတယ်ဒါကြောင့်မလို့သူ့ကိုအတွင်းယံလို့ဒီလိုပြောတာနန္ဒီဆိုတာအတွင်းယံအဲ့ဒီနန္ဒီဆိုတဲ့အတွင်းယံကိုလည်းပဲဝိပဿနာဉာဏ်နဲ့ရှုမြင်နိုင်အောင်ရှုမြင်ရမယ်သူရဲ့ဒုက္ခပေးပုံကိုလည်းနားလည်ရမယ်တဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကဓမ္မစကြာမှာလည်းဟောထားတယ်လေယာယံတဏနန္ဒီရာဂသဟကတာတတ္တရာဘိနန္တိနိဒုက္ခသမုဒယဒုက္ခဖြစ်စေတတ်တဲ့တရားလို့ဒီလိုဟောထားခဲ့တာဟုတ်ကဲ့လားအဲ့တော့ဒုက္ခပေးလို့ရှိရင်ယန္တုခေါ်မလားမိတ်ဆွေခေါ်မလားယန္တုပဲခေါ်မယ်ကိုသူပေးလိုက်တာတွေကကိုယ်မှာဒုက္ခတွေကြည့်ပဲအဲ့တော့တိတ်ဒုက္ခပေးတဲ့အကောင်ဆိုပြီးတော့လူတွေကဒီကောင်ကတော့တို့ကိုတိတ်ဒုက္ခပေးတာပဲလို့ဆိုပြီးတော့မုန်းနေကြတယ်တကယ်ဒုက္ခပေးနေတာကအဲ့ဒီလူဒုက္ခပေးတာတဲ့ပိုဒုက္ခပေးနိုင်တာကကိုယ့်ရဲ့အတွင်းထဲမှာဖြစ်တဲ့အာယုန်တွေပေါ်မှာတတ်မဲ့တဲ့တဏှာရာကပိုဒုက္ခပေးတယ်လို့ဒီလိုမှတ်ရမယ်နော်အေးဒီနန္ဒီဆိုတဲ့နန္ဒီရာဂဆိုတဲ့ယန္တုရှိနေသည့်အတွက်ကြောင့်ဒီဘက်ကြီးကမငြိမ်းချမ်းဘူးဘယ်လိုမှငြိမ်းချမ်းအောင်တိဆောက်လို့မရဘူးဒါဖြင့်ကောင်းပြီတခြားပြဿနာတွေဘာတွေရှိသေးတုံးဆိုတော့ဒီဘက်ကမ်းမှာ6အိမ်စုရွာရှိသေးတယ်ဘုန်းကြီးတို့တွေမှာ6အိမ်စုရွာကလေးထဲမှာနေကြ6အိမ်စုရွာဆိုတာတခြားကိုပြောတာမဟုတ်ဘူးတဲ့မြတ်စွာဘုရားက
စက္ခုသောတခါနဇီဝကာယမနလို့ဆိုတဲ့အစ္ဆတိကာယရဏ6ပါးကိုပြောတာတဲ့ကဲဘုန်းကြီးတို့တွေမှာမျက်စိပါတယ်နားပါတယ်နှာခေါင်းပါတယ်လျှာပါတယ်ကိုယ်ပါတယ်စိတ်ပါတယ်ဟုတ်ကဲ့လားမျက်စိပါလိုက်သည့်အတွက်ကြောင့်မြင်စရာအာယုန်တွေကိုမမြင်ဘူးလားအေးနားပါသည့်အတွက်ကြောင့်ကြားစရာတွေကြားရတယ်ကြားရတဲ့အတန်တွေကိုကြားရတယ်နှာခေါင်းပါသည့်အတွက်ကြောင့်အနတ်တွေကိုရတယ်လျှာပါသည့်အတွက်ကြောင့်အရသာနော်ခန္ဓာကိုယ်ပါသည့်အတွက်ကြောင့်အထီးတွေ့တယ်စိတ်ပါသည့်အတွက်ကြောင့်အခြားအာယုန်တွေစိတ်ကူးစိတ်တန်းတွေကိုရယူနိုင်တယ်ဆိုဟောဒီ6ခုဟာ6အိမ်စုရွာကလေးလိုပဲတစ်ခုနဲ့တစ်ခုမတူဘူး6အိမ်စုရွာကလေးဒီ6အိမ်စုရွာလေးကိုတကယ်လေးလာကြည့်လိုက်မယ်ဆိုလို့ရှိရင်အနှစ်သာရလိုက်ရှာကြည့်လိုက်လို့ရှိရင်ဘာမှမရှိဘူးမျက်စိထဲမှာအနှစ်သာရရှာကြည့်စမ်းဘာမှမရှိဘူးခိုင်မာတာလည်းတစ်ခုမှမရှိဘူးမြဲတာလည်းတစ်ခုမှမရှိဘူးဘာဖြစ်လို့လဲဆိုစက္ခုပတာရဆိုတာရုပ်10မျိုးနဲ့ဖွဲ့ထားတာဘာနဲ့ဖွဲ့ထားတော့ဆိုခုနကမွေကြီးလေးကောင်လို့ခေါ်တဲ့ဓာတ်ကြီးလေးပါပါတယ်နော်အစိတ်ပြင်းတဲ့မွေကြီးလေးကောင်ပါတယ်နောက်အစင်းဆိုတဲ့အာယုန်တစ်ခုပါတယ်အနတ်ဆိုတာပါတယ်အယတာဆိုတာပါတယ်ဩဇာဓာတ်ဆိုတာပါတယ်8ခုအဲ့ဒီ8ခုမှာစောင့်ရှောက်တတ်တဲ့ဇီဝဓာတ်ဆိုတာပါတယ်အဲ့ဒီထဲမှာစက္ခုပတာရအယိတ်လာထင်တဲ့မျက်လုံးအကြည်ကလေးဆိုတာပါတယ်အဲ့ဒီမျက်လုံးအကြည်ကလေးနဲ့အာလုံးကြံတဲ့ရုပ်9ခုပေါင်းပြီးတော့မှမျက်လုံးဆိုတာလေးကိုသတ်မှတ်ထားတာနော်အဲ့ဒီဟာကဘာကြောင့်ဖြစ်တုံဆိုလို့ရှိရင်စက္ခုပတာရယုတ်ကလေးကကန့်ညောင်ဖြစ်တာသူနဲ့ရှင်တွဲနေတာတွေကလည်းကန့်ညောင်ဖြစ်တာကံတရားကြောင့်ဖြစ်လာပေမဲ့လို့ဥဒုကထောက်ပံ့ပေးထားရတယ်အာဟာရကထောက်ပံ့ပေးထားရတယ်စိတ်ဓာတ်ကပံ့ပိုးပေးရတယ်ဟောကံစိတ်ဥဒုအာဟာရဆိုတာအကြောင်း၄ပါးကနေပြီးတော့ထောက်ပံ့ပေးထားလို့သူကယက်တည်နိုင်တာတဲ့အကြောင်း၄ပါးပြိုကွဲသွားတာနဲ့တပြိုင်နက်သူလည်းပြိုကွဲသွားမှာအထက်ထဲဝင်းရှာကြည့်လို့ရှိရင်မျက်စိထဲမှာအနှစ်သာရရှိပြီးတော့ခိုင်မာတယ်ဆိုတာတခုမှမရှိဘူးတဲ့ဟုတ်ကဲ့လားဒါကြောင့်မို့လို့6အိမ်စုရွာလေးကဘယ်ဘက်ကကြည့်ကြည့်ဒီအထဲမှာဘာမှအနှစ်မရှိဘူးအိမ်တွေကအခေါင်းကြီးပဲလို့ဒီလိုပြောတာနော်မျက်စိနာနာလျှာကိုဆိုတဲ့6အိမ်စုရွာဘုန်းကြီးတို့တွေမှာမရှိဘူးလားရှိနေတယ်ကဲဒီ6အိမ်စုရွာကိုဝင်ပြီးတော့မကြာခဏဒုက္ခပေးနေတဲ့ဓမြ6ယောက်ကရှိသေးတယ်အဲ့ဒီဓမြ6ယောက်ကဘာတော့ဆိုလို့ရှိရင်ရူပယုံတတ္တယုံကဏ္ဍရတ္တယုံဖုဒ္ဓဘာယုံဓမ္မယုံလို့ဆိုတဲ့အာယုံ6ပါးနော်ကြည့်မျက်စိကနေပြီးတော့ရူပယုံကဝင်မလာဘူးလားအေးမျက်စိဆိုတဲ့မျက်စိကနေပြီးတော့ဖွင့်လိုက်တာနဲ့တပြိုင်တည်းမြင်စရာအာယုံတစ်ခုကိုမြင်တယ်နှစ်သက်စရာအာယုံဆိုရင်လောဘဖြစ်လိုက်တယ်မနှစ်သက်စရာအာယုံဆိုရင်ဒေါသဖြစ်လိုက်တယ်ဟောမျက်စိထဲမှာလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်ဆိုတော့အသိပညာလို့ဆိုတဲ့ယရနာတွေကိုလူရဲ့တိုက်ခိုက်တာနဲ့အတိတ်ပဲမတူဘူးလားခန္ဓာကိုယ်ထဲမှာရှိရတဲ့မျက်စိကနေလှတဲ့အာယုံကိုမြင်ပြီးတော့လိုချင်တဲ့စိတ်တွေဖြစ်ရင်လောဘဖြစ်သွားပြီလောဘဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ကအသိပညာကိုဖြည့်ဆည်းပြလိုက်တာနဲ့တူတူပဲတဲ့ဟုတ်ကဲ့လားတန်ဖိုးရှိတာတွေဟာအလူရဲ့ခန်းနေရတယ်ဘယ်သူကလာလူတာတော့ဆိုရင်ဟောရူပယုံနဲ့တွေ့လို့ရူပယုံကနေလာလူသွားတယ်ဆိုတဲ့အဓိပ္ပာယ်ပဲလူတွေရဲ့စိတ်ကအာယုံနောက်လိုက်တာမဟုတ်လားအာယုံနောက်လိုက်သည့်အတွက်ကြောင့်လှပတဲ့အာယုံနောက်ကြောင့်ဒေါသဖြစ်သွားသည့်အတွက်ကြောင့်ထိုအာယုံရဲ့သဘာဝကိုသိသေးလားထိုအာယုံရဲ့သဘာဝအမှန်ကိုမသိလိုက်တာဟာပညာဆုံးရှုံးသွားတာလို့ခေါ်တယ်ထိုအာယုံလေးပေါ်မှာစိတ်တည်ကြည်အောင်မလုပ်နိုင်တာသဘာဝကိုသိအောင်ဒီတတိလေးနဲ့စူးစိုက်မထားနိုင်တာဒါတတိဆုံးရှုံးသွားတယ်လို့ခေါ်တယ်နော်လောဘဖြစ်လိုက်တာနဲ့တပြိုင်နက်ထိုအာယုံရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပြီဒေါသဖြစ်တာနဲ့တပြိုင်နက်ထိုအာယုံရဲ့တိုက်ခိုက်မှုကိုခံရပြီကဲအကျမ်းမြင့်ပြောရလို့ရှိရင်ဘုန်းကြီးတို့တွေမျက်လုံးလေးဖွင့်လိုက်တာနဲ့မြင်စရာအာယုံကိုမမြင်ဘူးလားမြင်လိုက်တဲ့အခါမှာနှစ်သက်စရာအာယုံဆိုရင်လိုချင်တဲ့စိတ်မပေါ်ဘူးလားအေးအဲ့ဒါဟာလူဆိုးဓမြရဲ့ဓမြအတိုက်ခံရတာလို့ခေါ်တယ်တဲ့
ဘာဖြစ်လို့တော့ဆိုရင်ကိုယ်တဏ္ဍာမှာအမတန်တန်ဖိုးရှိတဲ့အချိန်ပိုင်းလေးတွေဟာလောဘဖြစ်လိုက်တဲ့အချိန်မှာဟောကုသိုလ်တွေလုံးဝပျက်စီးသွားပြန်နော်ကုသိုလ်တွေမဖြစ်နိုင်ပဲနဲ့အကုသိုလ်တွေဖြစ်သွားကိုမကြိုက်တဲ့အနိဋ္ဌာယုံလေးကိုကြည့်ပြီးတော့ဒေါသဖြစ်မသွားဘူးလားဖြစ်သွားလိုက်တာနဲ့တပြိုင်နက်ကိုယ်တဏ္ဍာထဲမှာဘာတွေပျက်စီးသွားတော့ဆိုအသိဉာဏ်တွေပျက်စီးသွားပြီတတိတွေပျက်စီးသွားတယ်ဟုတ်ကလားတန်ဖိုးရှိတာတွေအာယုံကိုအမှန်တိုင်းသိရမယ်အစားလောဘကဖြစ်သွားတယ်ဒေါသဖြစ်သွားတယ်ဆိုတော့ပစ္စည်းကိုလူယူသွားတာနဲ့မတူဘူးလားမတူတယ်ဒါကြောင့်မို့လို့ဓမြ6ယောက်ကလည်းဒီရွာထဲကိုခဏခဏဝင်ပြီးတော့မွေးနေတယ်ဆိုတာအဲ့ဒါပြောတာနော်ตายရတဲ့အတန်လေးဟောနားကနေဝင်လာတယ်လောဘဖြစ်လိုက်တယ်ဒေါသဖြစ်လိုက်တယ်ပွေးကြိုင်တဲ့အနံ့ကလေးလောဘဖြစ်လိုက်တယ်နန်စော်တဲ့အနံ့ကြတော့ဒေါသဖြစ်လိုက်တယ်ကောင်းတဲ့အရာသာကြလောဘဖြစ်လိုက်တယ်မကောင်းတဲ့အရာသာကြဒေါသဖြစ်လိုက်တယ်ဟောလူတွေရဲ့တဏ္ဍာမှာကြည့်လောဘဖြစ်လိုက်ဒေါသဖြစ်လိုက်တိုင်းမှာတတ္တာတို့ဝီရိယတို့တတိတို့ပညာတို့ဆုံးရှုံးမသွားဘူးလားအဲ့ဒါဓမြဝင်တိုက်တာနဲ့ဒူဒူပဲပေါ့မတိမသာဆိုလို့ရှိရင်ခုခေတ်ကဘယ်လိုခေါ်အနုချမ်းစည်းတယ်ခေါ်တာမဟုတ်လားနော်အနုလဲအနုချမ်းလဲချမ်းတယ်ပေါ့နော်ကိုယ်တဏ္ဍာမှာရှိတာတွေအကုန်ပါပြီးတော့သွားတယ်ဒါကြောင့်မို့လို့ဒီဘက်ကမ်းခြေမှာက6အိမ်စုရွာလေးကအမြဲတမ်းဓမြ6ယောက်ရဲ့အမွေခံနေရတဲ့အတွက်ကြောင့်ငြိမ်းချမ်းမှုမရှိဘူးတဲ့မြတ်စွာဘုရားကဲဘုန်းကြီးတို့တွေမှာကြည့်ငွေကြီး4ကောင်ကလည်းဒုက္ခပေးတယ်လူသက်သမား9ယောက်ကလည်းဒုက္ခပေးတယ်အတွင်းလူ1ယောက်ကလည်းအန္တရာယ်ပြုနေတယ်6အိမ်စုရွာကလည်းဒုက္ခပေးနေတယ်ဘာမှအနှစ်သာရမရှိဘူး6အိမ်စုရွာကလည်းမလုံးညုံဘူးဓမြ6ယောက်ကအမြဲတမ်းဒုက္ခပေးနေတယ်ဆိုတော့လူခန္ဓာကိုယ်ကြီးထဲမှာဒီငြိမ်းချမ်းပြီးအနှစ်သာရရှိတာရှာလို့တွေ့ပါအောင်မလားတွေ့ပါဘူးဗျာအေးဘဝဆိုတာအဲ့ဒါခေါ်တာပါလူတွေကကြိုက်နေကြတဲ့ဘဝဆိုတာဒါကမြတ်စွာဘုရားကဒုက္ခလက္ခဏာထင်အောင်ဟောထားတာအဆိုးထဲမှာအကောင်းတွေနည်းနည်းလေးရှိတဲ့ထဲမှာအဆိုးတွေကြီးပဲမြတ်စွာဘုရားရှာပြထားတာနော်လူတွေကအဆိုးကိုမတွေးချင်ဘူးအကောင်းလေးပဲတွေးချင်တယ်အဆိုးဆိုမစဉ်းစားချင်ဘူးလေမသိချင်ဘူးမသိကြိုးကြုံပြုတဲ့အလေးထားရှိတယ်အဆိုးကိုအဆိုးလို့မြင်ရမယ်အကောင်းကိုအကောင်းလို့မြင်ရမယ်ဟုတ်ကဲ့လားအမှန်တိုင်းမြင်တာဟာယထာဘူတဒသနလို့ခေါ်တယ်ယထာဘူတညာနာဒသနအမှန်တိုင်းသိတယ်အမှန်တိုင်းမြင်တယ်အဲ့ဒါယထာဘူတညာနာဒသနရှိဖို့သိအရေးကြီးတာအဲ့ဒါလို့မမြင်နိုင်တော့ဘူးဆိုလို့ရှိရင်ခုနကအလူရဲ့ခံလိုက်ရတာပဲလို့မှတ်ရမယ်ကဲဒီဘဝဒီခန္ဓာကိုယ်ဒီတန်တရားကြီးထဲမှာအခုလို့အခြေအနေဇိုးတွေနဲ့ကြုံတွေ့နေသည့်အတွက်ကြောင့်ဒီဘက်ကန်းကတော့မငြိမ်းချမ်းဘူးဟိုဘက်ကန်းကငြိမ်းချမ်းတယ်ဆိုတဲ့ဟိုဘက်ကန်းကိုတို့သွားမယ်ဘယ်လိုလုပ်သွားကြမလဲလှေလည်းမရှိဘူးတက်လည်းမရှိဘူးယထာတရားလည်းမရှိဘူးတဲ့ဒီဘက်ကန်းကြားထဲမှာအင်မတန်ရေပြင်ကြီးကအကျယ်ကြီးကခြားထားတယ်ဟိုဘက်ကန်းနဲ့ဒီဘက်ကန်းဆိုလိုတာကနိဗ္ဗာန်ကအလှမ်းဝေးနေတယ်ဟုတ်ကဲ့လားအဲ့တော့ရေပြင်ကြီးဆိုတာဘယ်သူကိုပြောတာတုံးဆိုဩဃ၄ပါးကိုပြောတာဩဃဆိုတဲ့အဓိပ္ပာယ်ကဒီတောင်ကျရေတွေလိုရေပြင်ကြီးလွှမ်းပြီးတော့ဟုတ်လားမကြခင်တုန်းကဖြစ်တဲ့ဒီမုန်တိုင်းတိုက်ပြီးတော့ရေလုံးကြီးတွေလှိုင်းလုံးကြီးတွေတက်လာတာတို့ဟိုလွန်ခဲ့တဲ့နှစ်တုန်းကဆူနာမီဆိုတာကြားဖို့လိုက်ကြလိမ့်မယ်နော်ဒီလှိုင်းကြီးတွေတက်လာတာတို့အဲ့ဒါလို့အလွန်ပြင်းထန်ပြီးတော့စီးအားပြင်းတဲ့အကုန်လုံးလွှမ်းမိုးပြီးတော့သွားနိုင်တဲ့ဒီရေကိုဩဃလို့ခေါ်တယ်အဲ့ဒီဩဃလို့ပဲလူရဲ့စိတ်ကိုလွှမ်းမိုးနေတာ၄မျိုးရှိတယ်တဲ့ရေပြင်ကြီးလို့ပဲကူးရခက်တယ်ဟိုဘက်ကိုဖြတ်ကျော်ဖို့အလွန်ခက်တယ်အဲ့ဒီ၄မျိုးကဘာလို့ဆိုရင်ကာမဩဃကြည့်ဖြတ်ကျော်ဖို့ဘယ်လောက်ခက်တုံးဆိုရင်လူတွေမှာနေ့စဉ်နဲ့အမျှဘာတွေစိတ်ဝင်စားနေတော့ဆိုမျက်စိကမြင်ရတဲ့အဆင်းအာယုံကိုစိတ်ဝင်စားတယ်ဒါကြောင့်မို့ကောင်းတာလေးမြင်နေတယ်ကောင်းတာချစ်ချင်တယ်ဟုတ်ကလားအဲ့ဒီပေါ်မှာစိတ်တွေပြောနေကြတယ်ဒါကိုဖြတ်ကျော်ဖို့အတော်ခက်တယ်
မျက်စိကမြင်လို့ตาရဝဲအာယုန်တွေကိုမကြည့်ပဲမနေနိုင်ဘူးဆိုတာဒါမဖြတ်နိုင်တာကိုပြောတာဟုတ်ကဲ့လားဖြတ်ကျော်ဖို့ခက်တယ်အေးမျက်စိကမြင်တာကိုမြင်နေဆိုတဲ့လှိုင်းလုံးကြီးတွေနားကကြားတဲ့အတန်ဆိုတဲ့လှိုင်းလုံးကြီးတွေနှာခေါင်းကနံရှူရတဲ့အနံ့ဆိုတဲ့လှိုင်းလုံးကြီးတွေလျှာကထိတွေ့ရတဲ့အရာသာဆိုတဲ့လှိုင်းလုံးကြီးတွေအဲ့ဒီလှိုင်းလုံးကြီးတွေဖြတ်ကျော်ပြီးတော့ဘယ်သူမှမသွားနိုင်ဘူးဖယ်ရှားဖြစ်ဖို့ရခက်နေတယ်ပေါ့ဒီဟာတွေပေါ်မှာပဲတတ်မဲ့ပြီးတော့လူတွေကနေကြတယ်အဲ့ဒါကိုကာမောခလို့ခေါ်တယ်နော်ဘဝကဆိုတာအေးအခုလိုနှစ်သက်စရာကာမဂုဏ်အာယုန်တွေပေါ်မှာကြော်ဖြတ်ပြီးတော့စံတရားမတရားစံတရားကြိုးစားအထုတ်နေတဲ့ပုဂ္ဂိုလ်တွေကာမဘုံကာမဘဝကအောက်တန်းကြတယ်ကာမကိုဖြတ်ကျော်ပြီးတော့စံချမ်းသာနဲ့နေတဲ့ဗြဟ္မဘုံကိုသွားမယ်လို့ဆိုပြီးတော့တရားသူတရားမြတ်စံတရားတွေရသွားတဲ့ပုဂ္ဂိုလ်ကြတော့ဘယ်သူကလွှမ်းမိုးနေပြန်တော့ဆိုတော့ဘဝကဆိုတဲ့တဏှာတစ်ခုကတခါလွှမ်းမိုးပြန်တယ်သူတို့ဘဝဟာအကောင်းဆုံးပဲလို့ဒီလိုထင်ပြီးတော့အဲ့ဒီဘဝကိုတခါမဖြတ်ကျော်နိုင်ပြန်ဘူးဟုတ်ကဲ့လားဒါလည်းလှိုင်းလုံးကြီးတစ်ခုပဲနောက်တစ်ခါကျတော့ဒိဋ္ဌောကဆိုတာအယူဝါဒမှားယွင်းမှုဒါကလည်းကြည့်လေသူ့အမြင်ကိုယ့်အမြင်လူတွေကစွန့်နိုင်ခဲ့တယ်ဘာသာတရားနဲ့ပတ်သက်လာလို့ရှိရင်လေဒီဘာသာတရားမှန်တယ်ဟိုဘာသာတရားကမမှန်ဘူးစသဖြင့်အယူဝါဒရေးရနဲ့ပတ်သက်လာလို့ရှိရင်လေလူတွေမှာလှိုင်းလုံးကြီးအဖိခံနေရတယ်ဖြတ်ကျော်ဖို့တော်တော်ခက်တယ်ပေါ့အဲ့ဒါကိုဒိဋ္ဌောကလို့ခေါ်တယ်အဝိဇ္ဇောကဆိုတာဘာလှုပ်တဲ့နဲ့ဘာမလှုပ်တဲ့ဘူးဆိုတာကိုမမြင်နိုင်တာမမြင်နိုင်အောင်အမှောင်ကြီးကြအဲ့ဒီလိုအမှောင်ကြီးကြအောင်ဖုံးထားတဲ့အဝိဇ္ဇောကဆိုတဲ့လှိုင်းလုံးကြီးအဲ့ဒီလှိုင်းကြီးတွေဟာဖြတ်ကျော်ဖို့အလွန်ခက်တယ်ရေပြင်ထဲမှာရေစည်းတန်နေတဲ့ဒီလှိုင်းကြီးတွေလိုပဲဟောအခုပြောခဲ့တဲ့တဏှာဆိုတဲ့ဒီလှိုင်းကြီးရဲ့အယူဝါဒမိစ္ဆာဒိဋ္ဌိဆိုတဲ့ဒီလှိုင်းကြီးရဲ့မောဟအဝိဇ္ဇာလို့ဆိုတဲ့ဒီလှိုင်းကြီးတွေအဲ့ဒါကြီးကတကယ်ရေပြင်ကြီးပဲတဲ့တန်တရာနဲ့နိဗ္ဗာန်ကိုခြားကွယ်ထားနိဗ္ဗာန်ကူးခြင်းဒါကြီးတွေကိုမကြော်ဖြတ်နိုင်ရင်ဘယ်သူမှမရတပည့်တော်တို့ဒီကုသိုလ်ကောင်းမှုပြုပြီးတော့နိဗ္ဗာန်ချမ်းသာကိုရပါလို့ဤလို့ဆိုယုံနဲ့မရဘူးဟုတ်ကဲ့လားဒီလိုင်းကြီးတွေကိုမဖြတ်ကျော်နိုင်ရင်ငြိမ်းချမ်းတဲ့ဟိုဘက်ကံမရောက်ဘူးဟုတ်ကဲ့လားဒါကြောင့်မို့လို့အခုလည်းပဲမြတ်စွာဘုရားကအေးဟိုဘက်ကံဖြတ်ချင်လို့ရှိရင်ဒီလိုင်းကြီးတွေကိုပယ်ရမယ်ကဲအဲ့တော့သဘောပေါက်ဘူးလားတို့နိဗ္ဗာန်ကိုရကြတယ်ဆိုရင်တွေ့တာစရာအာယုန်တွေပေါ်မှာအတွေ့အတာဖြတ်ဖို့လိုတယ်မှန်ကန်တဲ့အယူဆတရားကိုသာယူဆဖို့လိုတယ်ဘာလှုပ်တဲ့နဲ့ဘာမလှုပ်တဲ့ဘူးဆိုတာကိုသိတဲ့အသိဉာဏ်ရှိဖို့လိုတယ်အဲ့ဒါမှမရှိဘူးဆိုလို့ရှိရင်ဟိုဘက်ကန်းကိုမရောက်နိုင်ဘူးတဲ့ဒါပြောတာနော်ကောင်းပြီဒီရေပြင်ကြီးကိုဖြတ်ကြမယ်ဘာနဲ့ဖြတ်မှာတော့လှေမရှိဘူးတဲ့ဖောင်မရှိဘူးသင်္ဘောမရှိဘူးတရားကူးထားတာမရှိဘူးတဲ့ဘာနဲ့ဖြတ်မလို့ဆိုတော့မြတ်စွာဘုရားကကိုယ်တန်တမှာမဂ္ဂင်၈ပါးဆိုတဲ့အကျင့်တရားကိုထူထောင်ရမယ်မဂ္ဂင်၈ပါးဆိုတာအစဉ်တိုင်းမပြောဘဲနဲ့ပြောမှဆိုရင်ကြည့်ကိုကျင့်တရား၃မျိုးပထမတိဆောက်သမ္မာဝါစာပြောမယ်ဆိုလို့ရှိရင်ဘယ်တော့မှလိမ်မပြောနဲ့မှန်တာကိုပဲပြောရမယ်လိမ်တာကိုရှောင်ရမယ်နော်လိမ်မပြောနဲ့တယောက်နဲ့တယောက်ဂုံမတိုက်နဲ့နောက်ပြီးတော့ဆဲရီတိုင်းထွာတဲ့စကားမျိုးတွေမပြောနဲ့အကျိုးမရှိတဲ့စကားတွေကိုမပြောနဲ့အဲ့ဒီ၄ခုလုံလို့ရှိရင်မှန်တာကိုပဲပြောတယ်အကျိုးရှိတာကိုပဲပြောတယ်ချိုးသားတဲ့စကားကိုပဲပြောတယ်တယောက်နဲ့တယောက်တက်အောင်စိတ်ဆက်ပေးတယ်ဆိုရင်တမ္မာဝါစာဖြစ်တယ်အဲ့ဒီကိုချင်းတရားကိုအရင်ထူထောင်ရမယ်တဲ့ကဲဒီရထဲမှာဒါတွေကလွယ်သလားခက်သလားစဉ်းစားကြည့်နော်လောကလူတွေဟာမှန်ကန်သောစကားတွေပြောတဲ့တမ္မာဝါစာနဲ့ပြည့်စုံသလားသို့မဟုတ်ခုနကပြောတဲ့ဟာတွေလုံနေကြသလားလိမ်ပြောတတ်သလားဆဲတတ်သလားနော်ဂုံတိုက်တတ်သလားအကျိုးမရှိတဲ့စကားတွေပြောသလားပြောတဲ့လူများသလားမများဘူးလားစဉ်းစားကြည့်များတယ်မဟုတ်လားလိမ်ပြောတဲ့လူကလည်းများတယ်ဆဲတဲ့လူလည်းများတယ်ဂုံတိုက်တဲ့လူလည်းများတယ်နော်အကျိုးမရှိတဲ့စကားတွေကိုထိုင်ပြောနေတဲ့ပုဂ္ဂိုလ်တွေများတယ်ဆို
ကဲဒီလေးခုကိုရှောင်ပြီးတော့မှန်တာတွေကြီးပဲပြောမယ်အကျိုးရှိတာတွေကြီးပဲပြောမယ်ဆဲရေးတိုင်းထွားတာမလုပ်ဘူးနူးညံ့သိမ်မွေးတဲ့စကားကိုပဲပြောမယ်ခုံမတိုက်ဘူးဆိုတဲ့ဒီလောက်ရက်တွေဟာမိမိကိုယ်တိုင်လည်းချမ်းသာမယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်လည်းချမ်းသာလိန်ပြောတဲ့လူတယောက်ပါလာလို့ရှိရင်တယောက်နဲ့တယောက်မတည့်တာတွေဖြစ်မလာဘူးလားဖြစ်လာနိုင်တယ်ဆဲရေးတိုင်းထွားတဲ့လူပေါ်လာရင်နားထောင်ရတဲ့လူကစိတ်ချမ်းသာသလားစိတ်ဆင်းရဲလားဟောဒီတမ္မာဝါစာတမ္မာဝါစာမဖြစ်ဘူးဆိုတာနဲ့တပြိုင်နက်ကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ဟာအကောင်းဟုတ်ပါမလားကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ကိုပထမငြိမ်းချမ်းအောင်မတီးဆောက်နိုင်ဘူးဆိုလို့ရှိရင်ငြိမ်းချမ်းတဲ့နယ်မြေဆိုတာရောက်နိုင်ပါမလားမရောက်နိုင်ဘူးဒါကြောင့်မို့လို့ကိုချင်းသီလထဲမှာပထမဆုံးနှုတ်ကိုစောင့်စည်းဖို့ဆိုတာဒါအရေးကြီးတယ်တဲ့နောက်ပြီးတဲ့အခါကျတော့တမ္မံကမ္မန္တမှန်ကန်တဲ့လောက်ရကိုလောက်ဆိုတာသူများအသက်ကိုမတတ်ဘူးသူများဥစ္စာမခိုးဘူးသူတစ်ပါးသားမရမစော်ကားဘူးဟောကြည့်သူများအသက်တတ်နေတဲ့ပုဂ္ဂိုလ်တွေရှိနေလို့ရှိရင်ငြိမ်းချမ်းသလားချမ်းအေးချမ်းသလားဆင်းရဲသလားဆင်းရဲတယ်လူတွေကြောက်ရွံ့ပြီးတော့မနေရဘူးလားနေရတယ်သူများဥစ္စာခိုးတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေရှိနေလို့ရှိရင်လူတွေဟာစိတ်ချမ်းသာသလားစိတ်ဆင်းရဲလားဆင်းရဲရတယ်သူတစ်ပါးသားမယားစော်ကားနေတယ်ဆိုရင်စိတ်ဆင်းရဲသလားစိတ်ချမ်းသာမလားအေးဒီလိုစိတ်ဆင်းရဲတဲ့အလုပ်မျိုးတွေကနေရှောင်ပြီးတော့သူများတဲ့ကိုမတတ်ဘူးမတတ်ရုံနဲ့မကဘူးမေတ္တာဘာဝနာထားတယ်ကရုဏာထားတယ်ဟောသူများတဲ့ကိုမတတ်ရုံနဲ့မကဘူးမေတ္တာထားတယ်ကရုဏာထားတယ်တူတူကူညီတယ်ဟောငြိမ်းချမ်းသွားကိုယ်လည်းငြိမ်းချမ်းကိုယ်လည်းပတ်ဝန်းကျင်လည်းငြိမ်းချမ်းအဋိဏဒါနသူများဥစ္စာမခိုးဘူးဆိုလုံခြုံနေတာစိတ်ချဘယ်သူမှတောခပြီးသိမ်းเสียမလို့ကိုသူများဥစ္စာဆိုရင်ဘယ်တော့မှမခိုးဘူးစင်စင်ကြဲကြဲနေကြတယ်ဟောလောကကြီးမငြိမ်းချမ်းဘူးလားအေးအဲ့ဒီငြိမ်းချမ်းမှုကိုအခြေခံပြီးတော့တည်ဆောက်နိုင်မှဉာဏ်နဲ့အဆင့်မြင့်တဲ့တရားတွေဆိုတာဖြစ်နိုင်တယ်မငြိမ်းချမ်းဘဲနဲ့တထိတ်တလန့်လန့်နေရတဲ့ပုဂ္ဂိုလ်ရဲ့ဘဝမှာဘယ်လိုလုပ်တရားတို့တရားပြရနိုင်မလို့မရနိုင်ဘူးတဲ့ဒါကြောင့်မို့တမ္မာကမ္မန္တမှန်ကန်တဲ့လောက်ရရှိရမယ်တမ္မာအာဇီဝလူတွေဟာနေ့စဉ်နဲ့မျှအသက်မွေးဝမ်းကြောင်းလုပ်နေရတယ်အသက်မွေးဝမ်းကြောင်းလုပ်တဲ့အခါမှာသူများအသက်ကိုတတ်ပြီးအသက်မမွေးရဘူးသူများဥစ္စာကိုခိုးပြီးအသက်မမွေးရဘူးသူတော်ဘာသားမယားပြစ်မှားပြီးအသက်မမွေးရဘူးအသက်မွေးမှုနဲ့ပတ်သက်လာရင်မိစ္ဆာအာဇီဝဖြစ်တယ်အရိဏဒါနသူများပစ္စည်းခိုးတယ်မုံလို့ခိုးတယ်ဒုစရိုက်မဟုတ်ဘူးကိုယ့်အတွက်သုံးညင်လို့ခိုးတယ်အသက်မွေးမှုကြောင့်ခိုးတယ်ဟောဒါကြလို့ရှိရင်တော့မိစ္ဆာအာဇီဝဖြစ်တယ်သူတစ်ပါးသားမယားပြစ်မှားတာလည်းပဲကိုယ်စိတ်ဆန္ဒအရာပြစ်မှားလို့ရှိရင်ဒုစရိုက်ပဲဖြစ်တယ်တရားယောကနေပတ်စံပေးပြီးတော့ဘု து ကိုစော်ကားပါပြစ်မှားပါပတ်စံပေးလို့တွားလောက်တာဆိုလို့ရှိရင်မိစ္ဆာအာဇီဝဖြစ်တယ်ထို့တူပဲလိန်နာတို့ဆဲတာတို့ပတ်စံပေးပြီးမင်းဘသူသွားဆဲလိုက်စမ်းလို့ပြောရင်မိစ္ဆာအာဇီဝဟုတ်ကဲ့ဘသူတွေနှစ်ယောက်မတည့်အောင်သွားလှုပ်စမ်းပတ်စံပေးခိုင်းလိုက်တယ်မိစ္ဆာအာဇီဝအကျိုးမရှိတဲ့စကားတွေပြောပြီးတော့အချိန်ဖြုံးခိုင်းလိုက်တယ်ဟောမိစ္ဆာအာဇီဝဝစီတုစရိုက်၄ပါးနဲ့ကာယတုစရိုက်၃ပါးကိုအသက်မွေးမှုအတွက်သုံးချမယ်ဆိုရင်မိစ္ဆာအာဇီဝဖြစ်တယ်လို့ဒီလိုမှတ်ကဲလူလောကကြီးမှာဟောဒီကိုချင်းတရား၃ခုအပြောနဲ့လဲဒီမှန်ကန်တဲ့အပြောကိုပြောမယ်လောက်ရကလည်းမှန်ကန်တယ်အသက်မွေးမှုလည်းမှန်ကန်တယ်ဆိုတာနဲ့တည်းမဲ့လူလောကကြီးကအတော်ငြိမ်းချမ်းမသွားဘူးလားအေးမြတ်စွာဘုရားကငြိမ်းချမ်းတဲ့နေမြေကိုဟိုဘက်ကန်းကိုဟိုဘက်ကန်းကငြိမ်းတယ်ဆိုလို့ဟိုဘက်ကန်းကိုခူးချင်လို့ရှိရင်ဒီဘက်ကန်းမှာစပြီးတိဆောက်ရမှာကဒီဟာတွေပါတဲ့ကိုချင်းတရားကိုစပြီးတော့လုပ်ပါလုပ်ပြီးရင်နောက်တစ်ခုဆက်ရမှာကဘာလို့ဆိုသမ္မာဒိဋ္ဌိအမှန်တိုင်းမြင်ရမယ်သဘာဝကိုအရှိကိုအရှိတိုင်းတကယ်အဖြစ်ကိုအဖြစ်တိုင်းမြင်ရမယ်သမ္မာသင်္ကပ္ပအတွေးမှန်ရမယ်သမ္မာဝါယာမမှန်ကန်သောကြိုးပမ်းအထောက်မှုရှိရမယ်သမ္မာတတိမှန်ကန်သောစိတ်ဆိုင်မှုရှိရမယ်သမ္မာသမာဓိမှန်ကန်သောစိတ်တည်ငြိမ်မှုရှိရမယ်ဆိုတဲ့မဂ်ခင်၅ပါးနဲ့ကပ္ပဋ္ဌာန်းအာယုန်တစ်ခုပေါ်မှာရှုမှတ်ပွားများလိုက်လို့ရှိရင်ပေါင်းလိုက်တဲ့အခါသီလရဲ့သမာဓိရဲ့ပညာရဲ့မဂ်ခင်၈ပါးမဖြစ်ဘူးလား
အေးတရားအထုတ်တဲ့အခါမှာမဂ်ခင်၅ပါးကအလုံးလုံးတာခொနကသီလမဂ်ခင်ဆိုတဲ့သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝတို့ကရှေ့ပိုင်းကနေပြီးတော့ကျွတ်တင်ပြီးတော့သူကတန်ရှင်းအောင်လုပ်လိုက်တာတစ်ပင်များစိုက်တော့မယ်ဆိုလို့ရှိရင်မြက်အရင်မရှင်းရဘူးလားမြေကိုအရင်တန့်ပြီးတော့မှမျိုးစေ့ကျဲတယ်လို့ပဲမဂ္ဂင်၈ပါးပွားတော့မယ်ဆိုလို့ရှိရင်အဲ့၃ပါးနဲ့ကိုသီလဆောက်တည်ပြီးတော့တန်ရှင်းအောင်အရင်လုပ်ပြီးပြီဆိုတဲ့အခါကျတော့ဟုတ်လားတမ္မာဒိဋ္ဌိကိုတည်ဆောက်ရမယ်တမ္မာဒိဋ္ဌိဆိုတာဘာပြောတာလဲဆင်းရဲတာကိုဆင်းရဲတယ်လို့မြင်ရမယ်နော်မကောင်းတာကိုမကောင်းဘူးလို့မြင်ရမယ်ဒီမကောင်းတာဘာကြောင့်ဖြစ်တယ်လဲအကြောင်းကိုမြင်ရမယ်မကောင်းတာကိုဘယ်လိုဖယ်ရှားရမယ်ဆိုတာသိရမယ်မကောင်းတာချုပ်ငြိမ်းသွားတာကိုသိရမယ်ပြောရရင်တော့စာလို့ပြောရင်သစ္စာ၄ပါးကိုသိတာပြောတာနော်သစ္စာ၄ပါးကိုသိတာကိုပြောတာအမှန်တိုင်းမြင်တာအမှန်တိုင်းမြင်ဖို့တမ္မာဒိဋ္ဌိအဲ့ဒါလို့အမှန်တိုင်းမြင်ဖို့ဘယ်သူကနေအကူအညီပေးတော့ဆိုရင်မှန်မှန်ကန်ကန်တွေးတောတာကအကူအညီပေးတယ်တွေးတောတာကမှားနေလို့ရှိရင်အမှန်တိုင်းမြင်နိုင်မှာမလားမမြင်နိုင်ဘူးတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပမဖြစ်လို့ရှိရင်တမ္မာဒိဋ္ဌိဆိုမဖြစ်နိုင်ဘူးဒါကြောင့်မို့တမ္မာဒိဋ္ဌိနဲ့တမ္မာသင်္ကပ္ပဒီနှစ်ခုကိုမြတ်စွာဘုရားတွဲဟောထားတာနော်အလုံးလုံးတဲ့အခါတွဲလုပ်တာသူတို့ကကဲနောက်တစ်ခုတမ္မာဝါယာမဆိုတာဘာကိုပြောတာတုံးလို့ဆိုတမ္မာဝါယာမကသူက၄မျိုးကြိုးစားမှု၄မျိုးလို့ဒီလိုမှတ်ထားကြိုးစားမှု၄မျိုးဆိုတာဘာလဲအကုသိုလ်မဖြစ်ရအောင်စိုးပိတ်ရမယ်နံပါတ်1အကယ်၍ဖြစ်လာလို့ရှိရင်ချက်ချင်းပယ်ရှားပြတ်နိုင်မှုကြိုးစားအကုသိုလ်နဲ့ပတ်သက်ရင်နံပါတ်1ကစိုးပိတ်ရမယ်နံပါတ်2ကဖယ်ရှားပြရမယ်ကဲဘုန်းကြီးတို့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့ကိုယ့်ကိုချင်ကိုက်မခံရအောင်မလုပ်ကြတော့ခြေနှောင်ထောင်ထားကြတယ်မလားအဲ့ဒါခြေနှောင်မဝင်အောင်ဆုပ်ပိတ်ထားတာပဲဟုတ်ကဲ့လားခြေနှောင်ချင်းနေမဝင်အောင်ဆုပ်ပိတ်ထားတာဆုပ်ပိတ်ဖို့ကြိုးစားကဲမတော်တဆခြေနှကောင်ကခြေနှောင်ထဲရောက်လာရင်ဘာဖြစ်တယ်ပြန်ပြီးတော့မောင်းထုတ်ကြဒီလိုမလုပ်ရဘူးလားအေးကိုယ့်အိမ်ကိုလုံခြုံမှုရှိအောင်ဘေးကနေတခိုးတွေဘာတွေမဝင်အောင်ဘာလုပ်ကြတော့တကားမှာတော့မခတ်ကြဘူးလားအတွင်းထဲကမင်းတို့ထိုးတယ်တော့ခတ်တယ်ဒါဘာလို့တော့ဆိုရင်ရန်သူတွေတခိုးဓမြတွေမဝင်အောင်လို့စိုးပိတ်ထားဝင်လာလို့ရှိရင်တော့တယ်လီဖုန်းဆက်ရဲခေါ်ပေါ့နော်မောင်းထုတ်တာဟုတ်ကဲ့လားအေးအဲ့ဒါလို့ပဲကိုယ်စိတ်ထဲမှာဆိုပါစို့လူတွေမှာစိတ်ခဏခဏဆိုးရတော့သိတယ်ပထမစိတ်မဆိုးအောင်လုပ်မယ်လို့ကိုဆိုးပိတ်ရဆိုးပိတ်ထားစိတ်ဓာတ်စွမ်းအားနဲ့ဆိုးပိတ်ထားစိတ်မဆိုးစေရဘူးစိတ်မဆိုးစေရဘူးကဲမတော်တဆတတိလက်လွတ်စိတ်ဆိုးသွားလို့ရှိရင်လည်းဒီဒေါသကိုဖယ်ထုတ်ပြရမယ်ဟုတ်ကဲ့လားအဲ့ဒါဟာတမ္မာဝါယာမဆိုတာအဲ့ဒါကိုပြောတာနော်တခြားသွားမတွေးနဲ့တို့လောက်ရမယ်အလုပ်ကစိတ်မဆိုးသေးလို့ရှိရင်မဆိုးအောင်ကိုယ့်ကိုထိမ့်မယ်စိတ်ဆိုးမိသွားလို့ရှိရင်ဖယ်ရှားဖြစ်ဖို့ရကြိုးစားရမယ်ဒါတမ္မာဝါယာမလို့ခေါ်တယ်ဒါမကောင်းတဲ့ဘက်ကကောင်းတဲ့ဘက်ကဘာလို့ဆိုရင်ကိုယ်တဏ္ဍမှာမေတ္တာမတိဆောက်ရသေးဘူးကိုယ့်ရဲ့နှလုံးသားထဲမှာတတ္တဝါတွေရဲ့အကျိုးလိုလားတဲ့စိတ်ကလေးမရှိသေးဘူးဆိုရင်ရှိအောင်လုပ်ရှိအောင်ကြိုးစားရှိလာပြီလို့ရှိရင်တိုးပွားအောင်လုပ်ဒါကကောင်းတဲ့ဘက်က2မျိုးအားလုံးပေါင်းလိုက်တဲ့အခါကျတော့တမ္မာဝါယာမတမ္ပပဋ္ဌာန်4မျိုးလို့ခေါ်တယ်တဲ့နော်ကြိုးစားမှုဟာ4ဘက်4ထံကကြိုးစားရမယ်တစ်မျိုးတည်းကြိုးစားတာမဟုတ်ဘူးမှန်ကန်သောကြိုးပမ်းအထောက်မှုဆိုတာတရားချက်ခင်သူတော်စင်ပြိဿတ်တို့လောက်ရမှာအဲ့တိုင်လောက်ရမယ်အကုသိုလ်နဲ့ပတ်သက်လာရင်ဆုပ်ပိတ်ရမယ်ဖယ်ရှားပြရမယ်ကုသိုလ်နဲ့ပတ်သက်လာရင်တိဆောက်ရမယ်တိုးပွားအောင်လုပ်ရမယ်ဟောဒီ4မျိုးအဲ့ဒါကိုမဂ္ဂင်၈ပါးထဲမှာလိုအပ်တဲ့အချက်တွေကတမ္မာဝါယာမတမ္မာတတိဆိုတာတော့အာယုံပေါ်မှာစိတ်ထားဖို့လိုတယ်ဘယ်ပေါ်မှာစိတ်မလို့ကိုယ့်ရဲ့ကာယပေါ်မှာစိတ်မလားဟုတ်လားပျော်ရွှင်မှုဝမ်းနည်းမှုဝမ်းသာမှုဆိုတဲ့ခံစားချက်ပေါ်မှာစိတ်မလားသို့မဟုတ်အသိစိတ်ကလေးပေါ်မှာစိတ်မလားသို့မဟုတ်ကြံတဲ့သဘာဝတရားတွေပေါ်မှာစိတ်မလားကာယ ानु ပဒနာဝေဒနာ ानु ပဒနာဓမ္မစိတ်တာ ानु ပဒနာဓမ္မာ ानु ပဒနာဆိုတဲ့တတိပဋ္ဌာန်တရား၄ပါးဟာစိတ်ဖို့အတွက်မြတ်စွာဘုရားဟောထားတယ်
အဲ့ဒါတွေကိုအမြဲတမ်းတတိထားရမယ်လို့ပြောတာနော်အဲ့ဒါလို့တတိထားပြီးတဲ့အခါကျတော့ဘာဖြစ်လာတော့ဆိုတော့စိတ်ကလေးကိုငြိမ်အောင်ထိန်းမငြိမ်လို့ရှင်လှုပ်နေလို့ရှင်ကြည့်ကင်မရာချိန်တဲ့အခါမှာငြိမ်ငြိမ်နေလို့မပြောကြဘူးလားဓာတ်ပုံရိုက်တဲ့ကငြိမ်နေရတယ်မငြိမ်ဘူးလှုပ်လိုက်ရင်ဝါသွားမှာပေါ့ဟုတ်ကဲ့လားထို့တူပဲတမာတိဆိုတာအဲ့လိုငြိမ်တာဥပမာထင်ရှားအောင်ပြောရလို့ရှင်ဒီတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဒီတမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိဆိုတဲ့ဒီ၅ခုဟာပူးပေါင်းပြီးတော့အလုံးလုံးကြတယ်ဆိုပါစို့တဏှတ်ပြစ်တယ်ဆိုတော့မြားပြစ်တာတို့တဏှတ်ပြစ်တာတို့ပြိုင်မဲဝင်တဲ့ပုံကိုယ်တွေလေရှေ့မှာပြစ်မှတ်ဆိုတာမရှိဘူးလားအေးပြစ်မှတ်ကိုမှန်အောင်ပြစ်နိုင်ဖို့အတွက် तू ဘာလုပ်ရအောင်ဆိုရင်ပထမတင်နှက်ကိုကင်ပြီးတော့ तू ကြိုးစားပြီးတော့တဲ့အောင်ချိန်ရတယ်ဟုတ်လားတဲ့အောင်ချိန်ပြီးတော့စိတ်ကပြစ်မှတ်ကလေးကိုမှစိတ်ကစိုက်ရတယ်စိတ်ကလေးကိုတည်ငြိမ်အောင်ထားရတယ်ဘယ်လိုပြည့်ရင်ကောင်းမလဲဆိုတာစဉ်းစားရမယ်ပြီးတော့ပြစ်လိုက်ရမယ်ဟောပြစ်လိုက်တဲ့အခါကျတော့ပြစ်မှတ်ကိုတိတိလေးသွားပြီးတော့မှန်တယ်အဲ့ဒီထဲမှာချိန်တွယ်တာကတမ္မာဝါယာမနော်ချိန်လိုက်တာကတမ္မာဝါယာမကြိုးစားပြီးတော့ချိန်တာကတမ္မာဝါယာမပြစ်မှတ်ကလေးကိုတတိထားနေတာကတမ္မာတတိစိတ်ကလေးကိုငြိမ်အောင်ထားတာကတမ္မာသမာဓိဘယ်နေရာပြည့်ရမလဲဘယ်လိုပြည့်ရမလဲလို့စဉ်းစားတာကတမ္မာသင်္ကပ္ပပြစ်လိုက်တာကတမ္မာဒိဋ္ဌိတဲ့ဟောကြည့်မဂ်ခင်၅ပါးဟာဒီလိုအလုံးလုံးတာမဟုတ်လားကမ္မထာအထုတ်တဲ့အခါမှာလည်းပဲအဲ့ဒီတိုင်ပဲမှတ်ထွက်လေဝင်လေမှတ်တယ်ဆိုလို့ရှိရင်ကိုယ့်အကူချိန်သားကြိုက်ဖို့လို့ထွက်လေဝင်လေထွက်မယ်ရှုတော့မယ်ဆိုလို့ရှိရင်ထွက်လေဝင်လေဆိုတဲ့အာယုံလေးပေါ်မှာစိတ်ကလေးကိုမရောက်ရောက်အောင်ကြိုးစားပြီးတော့တင်ပေးနေတာကတမ္မာဝါယာမဟောလွတ်မသွားအောင်တင်ပေးနေတာထွက်လေဝင်လေလေးပေါ်မှာအမြဲတမ်းစိတ်ဆိုင်နေတာကတမ္မာတတိစိတ်ကလေးငြိမ်သွားအောင်ထွက်လေဝင်လေကလွဲပြီးတခြားကိုမသိတော့အောင်ငြိမ်သွားအောင်လုပ်တာကတမ္မာသမာဓိထွက်လေဝင်လေလေးရဲ့သဘာဝတရားကိုသိတာကသဘာဝတရားကိုစဉ်းစားမိတာကတမ္မာသင်္ကပ္ပတဲ့ထွက်လေဝင်လေလေးရဲ့အမှန်တရားကိုသိသွားတာကတမ္မာဒိဋ္ဌိဟောဘယ်သူပဲဖြစ်ဖြစ်တရားအထုတ်ဘယ်နေရာပဲထုတ်အဲ့ဒီ၅ချက်ဟာဟန်ချက်ညီညီနဲ့အာယုန်တစ်ခုပေါ်မှာအလုံးမလုံးနိုင်ဘူးဆိုတရားတို့တရားမြတ်မရနိုင်ဟန်ချက်ညီညီနဲ့ဒီအာယုန်တစ်ခုပေါ်မှာရပြီဆိုလို့ချင်းဘယ်နေရာမှာပဲအထုတ်ဒါတရားတို့တရားမြတ်ရဖို့ရှိပါပြီနော်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကဒီမဂ်ခင်၈ပါးကိုဖောင်လို့ဟောတယ်ခုနကကာမောကဘောကဒိဋ္ဌောကဝေဇောကဆိုတဲ့အမတန်မှကြီးတဲ့ရေပြင်ကြီးတစ်ခုကိုဖြတ်ကျော်ဖို့ရအတွက်ဒါနဲ့ဖြတ်ရမယ်တခြားနိလန်းမရှိဘူးဟောဒီမဂ်ခင်၈ပါးပထမဘာလို့အောင်လဲသီလပြီးရင်တမာရီနဲ့ပညာအဲ့ဒီမဂ်ခင်၈ပါးအကျင့်တရားဆိုတဲ့ဖောင်ကိုစီးပြီးတော့အမတန်မှပြင်းထန်ပြီးတော့စီးနေတဲ့ဩဃလေးပြတန်တရားရေပြင်ကြီးကိုဖြတ်ကျော်ပါဖြတ်ကျော်တဲ့အခါမှာအရေးကြီးဆုံးကလက်လုံလဝီရိယဟာအမတန်မှအရေးကြီးတယ်ဒါကြောင့်မို့မြတ်စွာဘုရားကဖြတ်ကျော်ဖို့ဖောင်ဆိုတာမဂ်ခင်၈ပါးကိုပြောတာလို့ဒီလိုခေါ်တယ်ကြိုးစားအထုတ်မှုကတော့ဝီရိယအဲ့ဒါလို့ဖြတ်ကျော်လိုက်တဲ့အခါကျတော့ခိုးဘက်ကန်းကငြိမ်းချမ်းတယ်လို့ဆိုတဲ့နိဗ္ဗာန်ကိုရောက်သွားတဲ့ပုဂ္ဂိုလ်အေးဖောင်စည်းပြီးတော့ကြိုးစားအထုတ်ပြီးတော့ဒီရေရင်ကြောကြီးကိုဖြတ်ခူးလိုက်တာကန်းကိုစိုက်ပြီးတော့လူကကန်းမော်ကိုတက်မိသွားပြီဆိုလို့ရှိရင်တော့အဲ့ဒါယဟန္တာဖြစ်တယ်လို့ခေါ်တာအဲ့တော့ဒီသုတ်တံမှာမြတ်စွာဘုရားကဥပမာ17မျိုးပေးထားတယ်17မျိုးပေးထားတယ်မွေကြီး၄ကောင်လူသားသမား9ယောက်အတွင်းကလူဆိုး1ယောက်6အိမ်စုရွာဓမြ6ယောက်ဒီဘက်ကန်းရယ်ဟိုဘက်ကန်းရယ်ရေပြင်ကြီးရယ်ဖြတ်ကူးเสียဖောင်ရယ်နော်ဖြတ်ကူးเสียဖောင်ရယ်ဖြတ်ကူးဖို့ကြိုးစားတာရယ်ဟိုဘက်ကန်းရောက်သွားတာရယ်ဟော
ဥပမာ17မျိုးနဲ့မြတ်စွာဘုရားဒီအာတိဝိသောပမသုတ်တံကိုခေါ်တာဖြစ်ပါတယ်ဒီအာတိဝိသောပမသုတ်တံဆိုတာဝိပဿနာကျင့်စဉ်တစ်ခုကိုဥတည်ပြီးတော့ဟောတာဖြစ်သည့်အတွက်ကြောင့်တရားချစ်ခင်သူတော်စင်ပြိဿတို့သည်ငွေကြီး၄កောင်လို့ဆိုတဲ့ပထဝီအာဘောတေဇောဝါယောကိုအာယုံစိုက်ပြီးတော့တရားပွားလို့ရှိရင်လည်းပဲဩဃ၄ပြတန်တရားကိုကြော်ဖြတ်လို့ရပါတယ်တဲ့ဘာပဲဖြစ်ဖြစ်အလုံးလုံးရမှာကဖောင်စည်းပြီးဖြတ်ကျော်တာမှန်သမျှဟာဒါမဂ္ဂင်၈ပါးပွားနေတာလို့ပြောတာနော်မဂ္ဂင်၈ပါးနဲ့ဟိုဘက်ကိုဖြတ်ကူးရမယ်ဖြတ်ကူးမှဘေးကင်းရန်กว่าငြိမ်းချမ်းတဲ့မြေကိုရောက်မယ်နှုတ်မဟုတ်ရင်ဒီဘက်မှာဘေးရန်တွေနဲ့အန္တရာယ်ရှိနေတယ်အဖန်တလဲလဲသေကြရမယ်အဖန်တလဲလဲနာကြရမယ်အဖန်တလဲလဲအိုကြရမယ်အဖန်တလဲလဲသေကြရမယ်ဒီတန်တရားထဲမှာဆိုရင်ပြဿနာတွေကအမျိုးစုံပဲလူဘဝရောက်လိုက်နတ်ဘဝရောက်လိုက်တိရစ္ဆာန်ဘဝရောက်လိုက်အပေပုံရောက်လိုက်နဲ့တန်တရားထဲမှာတဝဲလဲလဲဆုံးစမရှိအောင်အိုလိုက်ဟာနာလိုက်ဟာသေလိုက်ဟာမွေးလိုက်ဟာနဲ့ဒီလိုကြီးပဲသွားနေမှာဒီဒုက္ခကြီးတွေဟာဒီလိုပြဿနာတွေနဲ့ဒီနယ်မြေကြီးထဲမှာနေလို့ရှိရင်တို့ဒီအခြေအနေဆိုးကဘယ်တော့မှမလွတ်ဘူးလို့မြတ်စွာဘုရားကဒီသဘောကိုကြစေပြီးတော့ငွေကြီး၄កောင်ဆိုတဲ့အဆိုးတရားတွေကိုလည်းမြင်ဖို့ခန္ဓာ၅ပါးဆိုတဲ့သူတသမားတွေကိုလည်းပဲမြင်ဖို့အတွင်းလူဆိုတဲ့နန္ဒီရာဂဒုက္ခပေးပုံကိုလည်းပဲမြင်ဖို့6အိမ်စုရွာလို့ဆိုတဲ့အနှစ်သာရမဲ့တဲ့ဟာကိုလည်းပဲမြင်ဖို့ဓမြ6ယောက်လို့ဆိုပြီးတော့အိမ်တွေကိုဝင်ပြီးတော့ဖြည့်ဆည်းနေတဲ့ဓမြ6ယောက်ဆိုတာကိုလည်းပဲမြင်တတ်ဖို့အဲ့ဓာတွေကဝိပဿနာရှုဖို့အာယုန်တွေပဲလို့မြတ်စွာဘုရားကဟောတာနော်ဒီအာယုန်တွေကိုရှုပြီးတော့ကာမောကဘောကဒိဋ္ဌောကဆိုတဲ့အဝိဇ္ဇောကဆိုတဲ့အမတန်ကျယ်ဝန်းတဲ့မြစ်ပင်လေကြီးကိုဖြတ်ကူးရမယ်။ဘာနဲ့ဖြတ်ကူးမလို့ဆိုရင်မဂ္ဂင်၈ပါးဆိုတဲ့လှေဖောင်နဲ့ဖြတ်ကူးရမယ်တဲ့။ဖြတ်ကူးတဲ့အခါမှာပေါ်ပေါ်တန်တန်နဲ့ဖြတ်ကူးလို့မရဘူး။လှေဖောင်ကိုလက်ရောခြေရောတခါတည်းအာဂုံဆိုင်ရက်ပြီးတော့ဟိုဘက်ကိုရောက်အောင်သွားရတယ်လို့ပဲလုံလဝိရိယနဲ့ကြိုးပမ်းပြီးတော့ဒီရေပြင်ကြီးကိုဖြတ်ရမယ်။ဖြတ်လိုက်တဲ့အခါကျတော့မှကုန်းပေါ်တက်ပြီးထိုဘက်ကမ်းခြေကိုရောက်လိုက်တာနဲ့တပြိုင်နက်ကုန်းပေါ်တက်ပြီးတော့ခြေချမိသွားပြီဆိုလို့ရှိရင်ခုနကပြောတဲ့အန္တရာယ်တွေမှန်သမျှအကုန်လွတ်သွားပြီဒါကြောင့်မို့လို့ဟိုဘက်ကမ်းကငြိမ်းချမ်းတယ်ဆိုတာနိဗ္ဗာန်ချမ်းသာကိုရည်ညွှန်းပြီးမြတ်စွာဘုရားဟောတာဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတို့သည်မငြိမ်းချမ်းတဲ့ဒီဘက်ကမ်းရဲ့ပြဿနာတွေကိုမြင်အောင်ရှုပြီးတော့ငြိမ်းချမ်းတဲ့ဟိုဘက်ကမ်းကိုတက်လန်းနိုင်ကြပါစေလို့ကိုစီတတိတံဝေကတရားရှေ့သွားထားပြီးကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းပါစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝေတဝါနဝိတာတဗ္ဗေတမုဟတာအာစရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းပြောင်းကြည်တရားစင်းကိုပိဝေတဝဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိတာတဗ္ဗေပူဇာညစ်နှောင်ကိလေသာစေတောဟုသမျှတို့သည်သမုဟတာပိဉ္စပဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပယ်ဖြောင်းအကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘောကိလေသာဟုပုခတ်သိကင်းငြိမ်းရာအစေဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြို့တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်အများတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်နဲ့မြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း